Tila danita nidino adisova yugandari Madaram bambukangadawa data binyaya desata Abhidhamagata megandevanam dambavodayi Marizadagamulami binlong yuzana ze awon yuzana daya Sembya zobye nyayang wedi nabye demen ben lagade ben yenai Mandu gabalana magedi la dani Mandu gabala amyado nyajaw pyate nai Mandu gabalana magedi la dani alayan yuzana 60 anan yuzana 50 dende yang liyan khang yang bama Kabala nunu mya bandu nai Tata luna vyama tata varui sayada so pshito mudho vyashin kuro mya jidi Yugandari yugando down take nai Adi so vada desandi lulen kedo Tani de no pyang shin win yang shin lin laye Tarin tong will yo sandiro mubji di shido Tata binyaya tizaya shidanya singa omajandagati nainde Adipati adaye klayanta binjuda shunyando myajipshin Madaram yamutang umagajudi Jesu ashim vedamigim jigere mero tandukti danatago Bamugan katawa aji amu uzi apshigo dendi pshiywe Dewana sajawala bang daitatang maka nyang kala nabya marua Abhidhamagata megan Kudala dhamma akudala dhamma Abhyagata dhamma asab shadi Abhidhama dedana romya jigo Tambavodayi Tanshintaya tida alwe Navadana bhayo bhayakin laye lone beden tinga kho tan shipho phin Jwe ja nyain le asin e a yin jwe ho ja ro mu ke ba be gati Yandi Tadana ro 2552 ခုဝဇ္ဇတက္ကရာ1380ပြည့်နှစ်တဇောင်မုံလပြည့်ကျော်3ရက်နေ့ညချမ်းကာလ7နာရီချိန်မှစတင်၍မန္တလေးမြို့အောင်မြေသာစံမြို့နယ်အကွက်145မေဃဂီရိရပ်ကွက်အမတော်ဝင်အတွင်းရှိဘုရားငါးစုဓမ္မယုံဗုဒ္ဓပူဇနီယပွဲတော်အကျိုးဖြစ်ဖြင့်ဆင်ရင်ကျင့်ပအပ်သည့်ဓမ္မသဘင်ကြီးရဲ့တတိယမြောက်ညမှာဓမ္မဒါနကောင်းမှုကုသိုလ်ရှင်ကွယ်လွန်သူဒကာကြီးဥကျော်ညွန့်အားကြီးစု၍ဒါယိကမကြီးတော်အေးကြီးရွှေညီနောင်ကာဘော်ဒီလုပ်ငန်းသာသမီမြေတစုတို့ပေါင်းစုပူဇော်အပ်သည့်ဓမ္မဒါနဓမ္မပူဇာတဲ့ဒီဓမ္မဒါနကောင်းမှုကုသိုလ်ရှင်များနှင့်ဦးဇင်းတို့ဒီပရိသတ်များဒီပလင်မှာဆုံးနာတာဟာ6နှစ်မြောက်ဖြစ်ပါတယ်ဒီ6နှစ်မြောက်ပါထူးထူးခြားခြားမဟာမုနိဗုဒ္ဓရုပ်ပွားဆင်းတုတော်တရားနာလာကြတဲ့ဓမ္မပရိသတ်များမဲစနစ်ဖြင့်မဲချပြီးမှလှူဒန်းပူဇော်တာဒီနှစ်တာထူးခြားမှုဖြစ်ပါတယ်ဒါကြောင့်ဦးဇင်းတို့ဓမ္မပိတ္တတို့ကိုယ်ွယ်ရှိကံနေတဲ့အခုဒီဗုဒ္ဓမြတ်စွာတတ်တော်ထင်ရှားရှိစဉ်တုန်းကအင်မတန်ကြီးညိုဝဲရာဖြစ်တဲ့ဗုဒ္ဓမြတ်စွာရဲ့တကုဂုံတွေနဲ့ပတ်သက်တဲ့တရားကိုဟောမယ်လို့ဦးဇင်းစဉ်းစားလာခဲ့အခုဗုဒ္ဓရုပ်ပွားတော်ကိုထူးထူးခြားခြားဓမ္မပရိသတ်များအားမဲစနစ်ဖြင့်မဲချပြီးမှလူတန်းပူဇော်ပြီးကုသိုလ်တရားတိုးပွားစေတာဒီထူးခြားတဲ့အလှ
ဗုဒ္ဓပူဇာကိုအကြောင်းပြုလို့ဗုဒ္ဓဂုဏ်တွေဗုဒ္ဓရဲ့တကူဂုဏ်တွေကြည်ညိုနိုင်ကြစေဖို့ဓမ္မပဒပါဠိအထာဂတမှာလာရှိသည့်ဒေဝရောဟဏဝတ္ထုကိုထုတ်နှုတ်လိုက်ပါတယ်မှတ်မိလွယ်အောင်တရားကောင်းစဉ်လေးပေးထားတာကအမိနုဘိုးကြည်သောနေပေသာကြီးတို့ဗာတရားအမိနုဘိုးကြည်သောနေဗုဒ္ဓမြတ်စွာတာဝရိန္ဒနတ်ပြည်တက်ပြီးတော့မေရောမာယာဘွားကသုတိတေလွန်သွားပြီဒုတိတနတ်ပြည်မှာနတ်သားသွားဖြစ်တဲ့မေရောမိနတ်သားမေရောတန်ဒုတိတနတ်သားအားအဘိဓမ္မာတရားနဲ့ကျေးဇူးဆက်တဲ့အခန်းအမှန်တန်ကြီးညိုဝဲရတကူဂုံတွေပါတဲ့ဒီဒေသနာကိုမှတ်မိလွယ်အောင်ကောင်းစဉ်ပေးလိုက်တာအမိနုဘိုးခြေသောနေဘာတရားတဲ့တတ္တလောနဗြဟ္မတတ္တဝါရုဤဇယတဆိုဖြစ်တော်မူသောဘုရားရှင်ကိုရောမြတ်ကြီးသည်တခိဏပါဒံလက်ရခြေတော်ကိုဥက္ခိဘိတဝါမြောက်ခြေတော်မူသည်ဖြစ်၍ယုဂန္တရမတ္တကိယုဂန္တောတောင်ထိပ်၌ထပိတဝါချထားတော်မူသည်ဖြစ်၍ဣဒရံပါဒံဣမတဘသောလက်ဝဲခြေတော်ကိုဥက္ခိဘိတဝါမြောက်ခြေတော်မူပြီးလျင်တိနေရုမထကေယူဇနာ8000တောင်အမြင့်ဆောင်သည့်မြင့်မိုးတောင်ထိပ်၌ထပေတိကောင်းစွာမသွေကြွလှမ်းသောအပြင်ချထားတော်မူလိုက်ပါပေတည်းမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးခွန်နဝမြောက်ပါသာဝတိပြည်တဲ့ကန္တံပအမိရတဲ့တရက်ပင်ရဲ့အနီးမှာတိတ်တိတို့ကိုအကြောင်းပြုပြီးမှရေမင်းအစုံတကုဂုံလေးပြခဲ့ပါတိတ်တိတို့နဲ့မြတ်စွာဘုရားနဲ့တကုပြိုင်နေဒိဋ္ဌိတွေနဲ့မြတ်စွာဘုရားနဲ့ဘာပြိုင်မှလဲတကုပြိုင်ဖို့ရာဖြစ်ပေါ်လာတဲ့အကြောင်းကအဲ့ဒီကရာဇဂိုမြို့မှာတတိတယောက်ရှိပါတယ်ရာဇဂိုတတိသူကနေဝတမ္မာဒိဋ္ဌိတမ္မာဒိဋ္ဌိဗုဒ္ဓဘာသာဝင်လည်းမဟုတ်ဘူးနမိစ္ဆာဒိဋ္ဌိအခြားဒိဋ္ဌိတက္ကတွန်းမိစ္ဆာဒိဋ္ဌိများကိုကိုးကွယ်တဲ့အခြားဘာသာဝင်လည်းမဟုတ်ဘူးဘာသာမဲ့တတိအဲ့ဒီတတိရဲ့ဒီနေ့မှာသူ့ရဲ့အချွေရံနေနဲ့တကွာဂင်္ဂာမြစ်သူရေကစားဆင်းရေချိုးဆင်းတော့ဘာတွေ့တယ်လဲဆိုဂင်္ဂာမြစ်ထဲမှာစန္ဒကူဏီတုံကြီးမျောလာတန်တကူဏီတုံကြီးမျောလာတာဆယ်ပြီးတော့မှသူစဉ်းစားတယ်တထေးဆိုတော့ငါအိမ်မှာလေစန္ဒကူနတ်တာပေါ်တယ်ဒီစန္ဒကူဏီတုံကြီးကိုငါဘာလို့ရရင်ကောင်းမလဲစဉ်းစားဖြတ်ခနဲ့ဆိုသူခေါင်းထဲမှာကြံပေါ်လာဟုတ်ပြီလောကကြီးမှာယန္တာကိုကြွေးကြော်ပြီးလှည့်လည်နေတဲ့ပုဂ္ဂိုလ်တွေများလွန်လှပြီငါကိုယ်တိုင်နဲ့ယန္တာပုဂ္ဂိုလ်တစ်ခါမှမတွေ့မဖူးရဘူးတဲ့ဒီတော့ဒီစန္ဒကူနတ်တာဒုံကြီးကိုတပိတ်ပုတ်ပြီးမှတပိတ်အိတ်ထဲထက်အတောင်60မြင့်ဝမ်းလုံးနေချိတ်ပြီးမှအဲ့ဒီတောင်60မြင့်တဲ့အရမှာချိတ်ဆွဲပြီးတော့မှယဟန္တာရှိမရှိငါစမ်းတတ်မယ်ဆိုပြီးမှတန်တကူနေတုံးကြီးကိုတပိတ်ပုတ်လိုက်ပါတယ်တပိတ်ပြုတ်လို့ပြီးမှအဲ့တပိတ်အိတ်ထဲထက်သူ့အိမ်ရှိပါဝါလုံးနေဆက်ပြီးမှအတောင်60မြင့်တဲ့အရတိုင်အောင်အဲ့ဒီခန္ဓာကိုယ်တပိတ်ချိတ်ပြီးမှသူကကြွေးကြော်လိုက်
လောကကြီးမှာယန္တာပုဂ္ဂိုလ်တကယ်ရှိတဲ့ဆိုရင်ဒီအတောင်60မြင့်နဲ့ဝါလုံးထိပ်မှာချိတ်ထားတဲ့စန္ဒကုတပိတ်ကိုဇံပြန်ယူစေဇံပြန်ယူနိုင်သောယန္တာပုဂ္ဂိုလ်အားတာမယနဲ့တကွကိုးကွယ်မယ်ကျွကြော်လိုက်ဒီတဲ့ရင်တိဋ္ဌိဆရာကြီးတွေစီရောက်သွားတယ်တိဋ္ဌိဆရာကြီးတွေစီရောက်တော့တိဋ္ဌိဆရာကြီးတွေပုရဏကတ္တပရောမက္ခလိခောတာလရောအဇိဒကေရကံပလပကုဒ္ဒကိစ္ဆာနသင်္ဆယဗေလရပုဒ္ဒစတဲ့တိဋ္ဌိဆရာကြီးတွေတနေ့တယောက်တပိအချံယံများနဲ့တကွလာပြီးမှတထေထံကိုစန္ဒဟုတပိတ်အလူခါလာတထေတဲ့ဒီစန္ဒဟုတပိတ်ကငါတို့နဲ့တင့်တော်ပါတယ်တဲ့ငါတို့ကိုလှူပါတိဋ္ဌိဆရာကြီးတယောက်ကပထမဆုံးရဲ့အလူလာခါတထေကဘာပြောလဲဆိုယူနိုင်ရင်ဇံပြန်ကြွပြီးယူပါတဲ့ဇံပြန်ကြွပြီးယူနိုင်ရင်တာမယနဲ့တကွကိုးကွယ်ပါမယ်ရှိကပ်ပါမယ်ဒီတပိတ်လည်းလှူပါမယ်တဲ့ဒီတိုင်းတော့မလှူနိုင်ဘူးတဲ့တိဋ္ဌိတွေကဘိသကြီးဇံပြန်နိုင်ရဲ့လားဇံမပြန်နိုင်ဘူးတို့လက်လျှော့ပြီးပြန်သွားကြနောက်တရက်ကြတကတိဋ္ဌိကောင်းဆောင်ဆရာကြီးတယောက်ကသူတပည့်တွေနဲ့လာပြန်ရောရှင်းနေတိုင်းအလူခံတာတတိယလည်းသူကကြွေးကြော့ထားတဲ့အတိုင်းပဲဇံပြန်မယူနိုင်မဲနဲ့တော့ဒီစန္ဒကုတ္တမလူနိုင်ဘူးတဲ့ယူနိုင်ရင်ဇံပြန်ယူပါတဲ့ဒိဋ္ဌိဆရာကြီးတနေ့တယောက်လာရောက်ပြီးမှအလူခံတာတတိကလှူရဲ့လားမလူကယန္တာရှိမရှိဇံပြန်နိုင်တဲ့ယန္တာကိုသူကသိကျင်လို့စမ်းတတ်တာအဲ့ဒီမှာ6ယောက်မြောက်နောက်ဆုံးတိဋ္ဌိဆရာကြီးကတော့အလူခံမလာခင်မှာသူတပည့်တွေနဲ့တီးလုံးကြိုက်တာတပည့်တို့တဲ့ငါကြားတယ်တဲ့ရှေးတော့အလူခံတဲ့ပုဂ္ဂိုလ်တွေတော့ဇံပြန်ယူနိုင်မှလို့ပြောတယ်ငါကြားတယ်တဲ့အဲ့တော့ဟိုရောက်လို့ရှိရင်တထေးစီကအစတော့သာတကြီးအလူခံတာပေါ့ကွယ်တဲ့အလူခံတော့မရဇံပြန်မှဆိုရင်ငါကခြေမြောက်လက်မြောက်ဇံပြန်နဲ့ဟန်လုပ်မယ်တဲ့အဲ့ကြရင်မင်းတို့ကငါ့ကိုဆွဲထားကြတယ်တီးလုံးကြိုက်တာနောက်ဆုံးဒိဋ္ဌိဆရာကြီးကတီးလုံးကြိုက်ပြီးသွားအလူခံညာကျိုတထေးအိမ်ရောက်တထေးတဲ့ဒီသန္တကုတပိတ်ဟာငါတို့နဲ့တင့်တော်ပါလေတဲ့ငါတို့ကိုလှူပါတထေးကမလှူနိုင်ဘူးတဲ့ဇံပြန်ကြွပြီးယူနိုင်ယူပါတဲ့အဲ့ပါဧကွဲတဲ့ဇံပြန်တာကြည့်လို့ကလည်းဒါဖြစ်နေဇံပြန်ယူရတာပဆိုပြီးမှတထေးဟန်နဲ့ပန်နဲ့အဲ့မှာခြေတစ်ဖက်မြောက်လက်နှစ်ဖက်မြောက်ပြီးဇံပြန်မဲ့ပုံလို့အဲ့ဒီကမှတီးလုံးကြိုက်ထားတဲ့ဘေးရတစ်ဖက်တွေကဆရာကြီးဘာလို့မလို့လဲဆရာကြီးရဲ့ဇံမပြန်မှနဲ့ဘယ်နဲ့ဘာမဟုတ်တဲ့ဒီစံတကူတပိလောက်ကလေးအတွက်နဲ့ဖုံးလွှမ်းအပ်တဲ့ယန္တာတို့ရဲ့ဂုံဖြစ်တဲ့တကူမပြပါနဲ့ဆရာကြီးလက်တွေခြေတွေစွတ်ဆွဲထားတယ်ဟန်လောက်တာအဲ့မှာဒိဋ္ဌိဆရာကြီးကဘာပြောလဲဆိုတော့တထေးတဲ့မြင်တဲ့အတိုင်းပဲတဲ့ငါဇံပြန်ပြီးယူမလို့တဲ့တင့်ရဲ့စံတကူတပိတ်ကိုတဲ့ငါတပိတ်တွေကဘာမဟုတ်တဲ့စံတကူတပိတ်အတွက်နဲ့ဇံပြန်ပြီးတော့ပြတာသူတို့ကသဘောမတူဘူးတဲ့အဲ့တော့တထေးအားတဲ့ဇံပြန်လာလဲကြည်ကျင်မနေမှနဲ့စံတကူတပိတ်တို့လူပါတယ်သူကအလူခံမရဘူးရာဇဝတထေးကလည်းမလူနိုင်မှုတဲ့ဒီတိုင်းကတော့ကြေညာထားတဲ့အတိုင်းဇံပြန်ကြွယူပါတဲ့ပြောတော့ဒိဋ္ဌိတွေကဇံပြန်နိုင်ရဲ့လားမပြန်နိုင်တော့ဇံတကူတပိတ်ရရဲ့လားဘယ်လိုမှကတ်တက်ပြီးအလူခံမရတော့လက်လျှော့ပြန်သွားရော9ရက်မြောက်ရောက်လာတယ်ပေသာကြီးဘယ်နှစ်ရက်မြောက်ရောက်လဲ9ရက်မြောက်မနဲ့ခင်းမှာ9ရက်မြောက်မနဲ့ခင်းမှာရာဇယုမြို့တကားအပြင်ဘက်နာကြောက်ချာကြီးရှိတယ်အဲကြောက်ချာကြီးပေါ်မှာ3កောင်လောက်ရှိတယ်ကြောက်ချာဝိုင်းကြီးအဲရောက်ကြရောမှာတကူကြီးတဲ့အရှင်မောက္ကလကိုတော်ကြီးရဲ့အရှင်ပိန်တော်လာပါရတွာစာယန္တာကိုတော်ရဲ့ဒီနှစ်ပါးသင်္ကန်းယုံနေတာမြို့ထဲဆွမ်းကံဝင်ဖို့ဆိုပြီးသင်္ကန်းယုံနေကြတုံးမှာမြို့ထဲကနေအရက်သမား2ယောက်အဲ့ဒီတကားထွက်လာတာအ
ယတမနှစ်ယောက်ဘာပြောလို့ဆိုဟဲ့ကောင်မင်းသတင်းလေးကြားရလားဘာလို့กว่าအိုမင်းရသသူတတိယဇန်တကူတပိတ်ဝါအတောင်60မြင့်နဲ့ရချိတ်ပြီးတော့ယန္တာပုဂ္ဂိုလ်ရှိရင်ဇံပြန်ယူပါလို့ကြွေးကြော်ထားတာဒီနေ့ဆို9ရက်မြောက်တောင်ရှိပြီกว่าဘယ်ပုဂ္ဂိုလ်မှလည်းဇံပြန်ကြွတာတို့မတွေ့ရဘူးလောကကြီးမှာပုဂ္ဂိုလ်ကိုယန္တာဆိုကြွေးကြော်ပြီးမှလက်ပတ်ပြီးတော့နေတဲ့ပုဂ္ဂိုလ်တွေများတယ်กว่าဒီနေ့တော့ဖြင့်กว่าတဲ့ယန္တာလောကကြီးမှာတကယ်မရှိဘူးဆိုတော့တို့သိရတာပဲกว่าဘူးယူနဲ့ပြောကြတယ်ကျော်ကမှန်းကြည့်တယ်ဒီနှစ်ယောက်ကလည်းမိုးမလင်းခင်ကတောက်တဲ့အရက်သမားတွေလာပဲလို့စောင့်ကန်ကြီးကြီးပေးတဲ့ကြီးမနဲ့စာကြီးမိုးပြီးတော့မှလောကကြီးမှာတဲ့ညာနာဆိုတကယ်မရှိပါဘူးကွာပြောရှင်မောက်ကကြားငါရှင်ပိန်တော်လားတဲ့အရက်သမားတွေပြောနေကြားတယ်မို့လားတဲ့မှန်မှကြားပါလေဗျာဒုသာသနာကိုစူးစမ်းလို့တဲ့စမ်းတတ်လို့တဲ့သဘောနဲ့ပြောနေတယ်တဲ့ငါရှင်တကူကြည်သားပဲတဲ့အဲ့ဒီဇန်တကူတပိတ်ဇန်ပြန်ပြီးသွားယူလိုက်ပါလားတဲ့ရှင်မောက္ခလန်ကပြောတော့အရှင်ပိန်တော်လာကိုတော်ကအိုးတဲ့ဖယားအောင်မှာကိုတော်ကတကူအကြီးဆုံးပါတဲ့အရှင်ဖယားမယူဘူးပါဆိုရင်တော့တပည့်တော်သွားယူလိုက်မယ်လေတဲ့ငါရှင်သွားယူလိုက်ပါတဲ့ရှင်မောက္ခလန်ပြောတော့အဲ့ဒီမှာအရှင်ပိန်တော်လာပါရထွားစားဇံဝင်စားတဲ့ပြီးမှသုံးကဦးလောက်ရှိတယ်ကျုပ်ချာကြီးခြေဘဝနဲ့ကပ်ပြီးမှလဲဝါကွမ်းလို့ပေါ့ပန်းစွာနဲ့ရာဇဂိုမြို့ကောင်းကင်ညာပြန်တက်သွားကျုပ်ချာကြီးနဲ့တကွာပြန်တက်သွားအဲ့မှာသုံးကဦးလောက်ရှိကျုပ်ချာကြီးနဲ့ရာဇဂိုမြို့ပေါ်မှာကောင်းကင်ခုနှစ်ပတ်ပတ်လိုက်ခုနှစ်ပတ်ပတ်လိုက်မြို့သူမြို့သားတွေအော်မော့ကြည့်ဟာကျုပ်ချာကြီးကောင်းကင်ပြန်နေလေဟေးဆိုအုပ်ချက်ဖြစ်သွားတမျိုးလုံးအဲ့မှာလူတွေကအတင့်သွားလို့ဆိုတဲ့ခါကြပါရှင်ပိန်တော်လာကိုငါအားလူတို့ကိုထင်ရှားမြင်စေဆိုပြီးမှကြောက်ချာကြီးခွဲတကူနဲ့ပြဟာအရှင်ပိန်တော်လာဘာရဒွါစာကိုတော်ကြီးပါလားဟေးတဲ့အော်ဖို့ကောင်းတယ်တကူကြီးတဲ့ကိုတော်ကြီးပဲအော်ပြီးတော့မှမော်ဖုတ်ပြီးတော့မှအုပ်ချက်ဖြစ်နေကြတယ်တချို့ကလည်းစိုးရိမ်ပြီးတော့အရှင်ဘုရားပိန်တော်လာအရှင်ဘုရားကြောက်ဖြာကြီးကိုကောင်းမွန်စွာသယ်ဆောင်ပါဗျာတပည့်တော်တို့ပေါ်ပြုတ်ကြကုန်မှမယ်ဗျာတချို့ကစိုးရိမ်စိတ်နဲ့နှမ်းអော်ကြကောင်းကင်အဲ့ကြတော့ရှင်ပိန်တော်လာကိုတော်ကအတန်လေးကြောက်ဖြာကြီးခြေမာလေးနဲ့တို့ထဲလာတဲဝါခွန်းလို့ပြန်တန်းသွားပြီးတော့နဂိုမူရင်းနေရာပြန်ကြသွားအဲ့ဒီနောက်မှာရှင်ပိန်တော်လာကိုတော်ကဇန်တကူတပိတ်ချိတ်ထားတယ်ရာဇဂိုတတိရဲ့အိမ်ရှိကောင်းကင်မှာမတ်တရက်ခြေစုံရက်ကောင်းကင်မှာရက်နေအဲ့ကြတော့တတိယအာတင်သွားဟာလောကကြီးမှာရဟန္တာတကယ်ရှိတာလေအရှင်ဘုရားပိန်တော်လာဘာရဒွါစဆင်းသက်တော်မူပါဗျာကြည်ညိုလွန်းလို့ဆင်းသက်တော်မူဖရာဆိုအဲ့မှာလျှောက်ထားတော့ရှင်ပိန်တော်လာဆင်းသက်အဲ့စံတကူနီတပိတ်ကိုချပြီးမှစတုမတူတွေအပြစ်ထက်လှူတာဒါပြီးတော့မြတ်တာမယနဲ့တော့ကစိတ်ကကိုးကွယ်ပါ၏ဗျာဆိုပြီးမှအာရဝန္တာကိုးကွယ်တချို့အလုကိစ္စနဲ့အပြင်ရောက်နေကြတယ်ဒကမတွေတကူပြကြောက်ချာနဲ့ဇံပြန်တာမမြင်လိုက်ကြရတဲ့ဒကမတွေကအဲ့မှာ30နာကြာပြီးတော့မှဝိုင်းလာကြအရှင်ပိန်တော်လာပါရဒွါစကိုတော်ကစံတကူတပိတ်ထဲမှာအဲ့မှာပြတင်တဲ့စတုမတူအပြစ်ချက်ထားတဲ့စံတကူတပိတ်ပိုက်ပြီးမှဘုရားရှိရာဇဂိုကြီးဝေလူဝန်ကျောင်းကြွားတာဒါကိုပြတာမကြည့်လိုက်ကြရတဲ့နောက်ကဒကမဝိုင်းအောင်ပြီးမှအရှင်ဘုရားတပည့်တော်တို့ကမမြင်လိုက်အောင်ဗျတပည့်တော်တို့လည်းတကူပြပါအောင်ဗျလူတွေကလည်းတကူပြတယ်ဆိုရင်အတော်ဝိုင်းကျင်တာဟုတ်ပလားဝိုင်းမလားဝိုင်းသလားအခုပြတော့မပြောပါနဲ့နှလုံးကနန်းလေးမှောင်ပေးရင်ကိုဝိုင်းပြီဝိုင်းလို့မွဲပေါင်းလည်းမနေဘူးလူတွေရဲ့သဘောဒါရှင်းသွားရင်ဒီလိုပါပဲဥချက်တယောက်စကားတယောက်ကကြားရင်သွားကြတယ်ထူးထူးဆန်းဆန်းအခုဝိုင်းအောင်နဲ့
ရှင်ပိန်တော့လည်းလမ်းမှာအဲ့ရာဇဂိုဝေလူဝန်ကြောင့်သွားရင်းနဲ့လမ်းခရီးမှာတကူပြကြွားနောက်ကလူအုပ်ကြီးဝိုင်းလိုက်ချအဲ့မှာဝေလူဝန်ကြောင့်လည်းရောက်ကိုစူးညာလို့လူတွေကမြတ်စွာဘုရားအာနန္ဒကတ္တိတောတတ်တော်အာနန္ဒကဘာသန်ဒီလေဘသူအတန်ဒီလေလို့မေးတဲ့အခါကျတော့ရှင်အာနန္ဒာကအကျိုးကြောင့်လျှောက်ထားတယ်ရှင်ပိန်ဒေါလတကူပြတဲ့အကြောင်းအဲ့မှာရှင်ပိန်ဒေါလကိုတော့လည်းမြတ်ထံပေါက်ရောက်လာတော့မြတ်စွာဘုရားကမေးတယ်ပိန်ဒေါလပါရတော်စားတင်လူတွေအုပ်အုပ်ကြက်ကြက်အံ့ဩဗနံဖြစ်အောင်တကူပြတယ်ဆိုတာဟုတ်သလားမှန်လားပါဗျာမှန်တယ်လျှောက်ထားတော့ပိန်ဒေါလဘာရဒဝဇဟေပိန်ဒေါလဘာရဒဝဇတေတရားသင်သည်ကသမဘာကြောင့်ဤဝန်ဤကဲ့သို့လူတွေအုပ်အုပ်ကြက်ကြက်ဖြစ်သွားမဲ့ကိစ္စမျိုးကိုကတံပြုလုပ်ခဲ့ရတာလေလို့တန်ခါပိတ္တချားရဲမှာလူတွေအုပ်အုပ်ကြက်ကြက်အထင်ကြီးအံ့ဩပနံဖြစ်အောင်တကူပြခဲ့တယ်ရှင်ပိန်ဒေါလကိုဘုရားကငေါက်တာမောင်းမဲလိုက်တာမင်းတို့ကြတော့မှအနိစ္စတကုတပိတ်ကိုအမုတ်ကျိတ်တန်ဃာတော်များအတွက်မျက်စင်းစိအဖြစ်နဲ့30နောင်တပိယဟန်နေတကူမပြရလို့သိက္ခာဝပညာဘုရားသည်လူတွေအုပ်အုပ်ကြက်ကြက်အထင်ကြီးအောင်လုပ်တဲ့ကိစ္စကိုဘုရားကြိုက်ရဲ့လားမကြိုက်ဘူးစဉ်းစားကြနော်နာမည်မကြည့်ကြည့်အောင်အထင်မကြည့်ကြည့်အောင်အုပ်အုပ်ကြက်ကြက်ဘာသာရေးကိစ္စနဲ့လုပ်ပြီးဆိုခင်ဗျားတို့ကြက်ကြက်တတိထားအလိန်ခံတော့မယ်သဘောပေါက်လားဘာသာရေးဗန်းပြလိန်ညာစနေကြတယ်လေဘွက်ပေါက်နေလို့ဒါပြောတာဘုရားတပိသားသမီးဆိုတာဘုရားရဲ့ဝါဒလမ်းစဉ်ကိုနားလည်အောင်တရားနာလေ့လာထားအခုဘုရားအုပ်အုပ်ကြက်ကြက်မှုပြုတ်ရမလားဆိုမောင်းမဲတော်မူပြီးမှတကူမပြရသိက္ခာပုပညာချအဲ့ဒီတရင်ကဘယ်ရောက်သွားလဲတိတ်တိလေးစီရောက်သွားတယ်ပေသကြီးဘယ်ရောက်သွားတိတ်တိလေးခြံရောက်သွားတော့အံကြပြီကွာတို့တော့အကွက်တွေ့ပြီလေဆိုဒိဋ္ဌိတွေကတရင်လွှင့်ပြန်ရောဟဲ့တယ်ငါတို့တွေကဇံမပြန်ញင်လို့မဟုတ်ဘူးဟဲ့ဇံမပြန်နိုင်လို့မဟုတ်ဘူးဟဲ့တဲ့ဘာမုတ်တဲ့ဇံတကူသပိတ်အတွက်နဲ့ရန်တာတို့ရဲ့ဖုံးလွှမ်းအပ်တဲ့တကိုးကုံဆိုတာမပြကောင်းဘူးတဲ့ညာဟန်ဂေါရမရဲ့တပည့်တွေကဘာမသိညာမသိနဲ့စံတပူတပိတ်လောက်ကလေးအတွက်နဲ့တကိုးပြတာမရှက်ကြဘူးလို့ရောအခုကြည့်လေတဲ့ယဟန်ဂေါရမကတော့ပညာရှိတယ်တဲ့ပညာရှိတဲ့ယဟန်ဂေါရမကဘာမုတ်တဲ့စံတကူတပိတ်အတွက်နဲ့တကိုးပြလို့အခုသိက္ခာပုဒ်တော်ပညာလိုက်ပြီးဆိုပဲတဲ့ဒါပညာရှိလို့တဲ့တို့ကသူတပိတာမန်နေနဲ့မပြိုင်ရင်ဘူးတဲ့ပညာရှိတဲ့ယဟန်ဂေါရမတွေမှာတို့တကူပြိုင်နေတာတဲ့ဒိဋ္ဌိတွေကလွှင့်ချလိုက်တဲ့သတင်းဒီသတင်းကဘယ်ရောက်သွားလို့ဆိုတော့ရာဇဂိုပြည့်ရှင်ဘယံဗိမ္ပိတာရထရောက်သွားတယ်ဗိမ္ပိတာရမင်းကြီးကစိတ်မကောင်းဖြစ်သွားတယ်ဒိဋ္ဌိတွေကတကူပြိုင်နေတယ်လို့လွှင့်နေတယ်ဘုရားစီရောက်သွားတယ်မောတော်ဘုံနဲ့မြတ်စွာဘုရားတဲ့မြတ်စွာဘုရားတကူမပြရလို့သိက္ခာပုဒ်ပညတ်တယ်ဆိုဘုရားဟုတ်တယ်မင်းကြီးပညတ်တယ်ဒါဖြင့်ဘယ်နဲ့လုပ်မလဲဗျခက်ကုန်ပြီဘာလို့မင်းကြီးရဲ့ဆိုတော့တိတ်တီတွေကမြတ်စွာဘုရားနဲ့တကူပြန်ရင်တယ်လို့တွေးကြော်နေပြီဘုရားတိတ်တီတွေပြိုင်လို့တပတ်ဆိုရင်လည်းပြိုင်နာပမင်းကြီးတဲ့ဒါဖြင့်သိက္ခာပုဒ်ပညတ်ပြီးပြီဆိုဘုရားဟုတ်တယ်လေသိက္ခာပုဒ်ပညတ်တာဘုရားအတွက်ပညတ်တာမဟုတ်ဘူးတဲ့တပိတာဝကတွေအတွက်တဲ့သိက္ခာပုဒ်ပညတ်တာဘသူတွေအတွက်တဲ့ဩမြတ်စွာဘုရားတဲ့ဘုရားရှင်တို့ကိုခြံထားပြီးတော့တပိတာဝကတွေအတွက်သိက္ခာပုဒ်ပညတ်တယ်ဆိုတာထုံးစံရှိသလားတဲ့ဆိုတော့သိက္ခာပုဒ်ပညတ်ပြီးရင်ဘုရားလည်းတကူမပြရတော့ဘူးလို့အဓိပ္ပာယ်သူထင်နေတာအဲ့မှာမြတ်စွာဘုရားမင်းကြီးရဲ့ဥပမာမေးပါဦးမယ်တဲ့မင်းကြီးရဲ့ပိုင်နဲ့နယ်မြေအတွင်းမှာပိန်းနေခြံတွေတရက်ခြံတွေရှိသလားရှိပါတယ်ဖျားဟုတ်ပြီတဲ့အဲ့ပိန်းနေခြံတရက်ခြံကပိန်းနေသည့်တရက်သီးတွေကိုတိုင်းသူပြည်သားတွေကရှိမရှိကမ်းမရှိခိုးဆွတ်ပြီးတော့မှစားတောက်ပြီးတော့နေကြတယ်ဆိုရင်တဲ့သင်ဘာလုပ်တယ်လေတဲ့ဓာန်တတ်တယ်ဖျားပေသားကြီးဘာတတ်တယ်ဓ
ဒဏ်တက်တယ်တဲ့စီမဲ့ကမ်းမဲ့ဘယင်ဥယျင်ပိုင်တဲ့ထဲကပိနေရီတဲ့ဒီခုစွတ်စားဒဏ်တက်တယ်ဟုတ်ပြီအဲ့လိုဒဏ်ထားပြီးတဲ့နောက်မှာအဲ့ပိနေကြံတဲ့ချံကပိနေရီတဲ့ဒီကိုသင်မင်းကြီးတော့စားခွင့်ရသလားမရဘူးလားတပည့်တော်ကတော့ရတာပေါ့ဗျာတဲ့တပည့်တော်ရဲ့တိုင်းပြည်ပိုင်တဲ့ထဲမှာဘူးတဲ့ဒဏ်ထားတာကပြည်သူပြည်သားတွေတွေ့တဲ့ဘေဒကြီးဒဏ်တက်တာဘသူတွေအတွက်တဲ့တော့မှတ်ထားဘုရားလက်ထက်ကတည်းကဒဏ်တက်တဲ့အထဲမှာလူကြီးတွေမပါဘူးအုတ်ချုပ်တဲ့ဘယင်းတွေပါလားမပါဘူးဘုရားတို့သတိထားကြဒဏ်တက်ခံအောင်ပဲအဲ့တော့ဩမြတ်စွာဘုရားတပည့်တော်သဘောပေါက်ပါပြီဒီလိုပဲပေါ့သိက္ခာပုပညတ္တာတပိတာဝကတွေတို့ဘုရားရှင်တို့တို့ပညတ္တာပုတ်ဘူးငါဘုရားသူတို့မှပြိုင်လို့တပတ်ဆိုရင်ပြိုင်မယ်တဲ့တကူဒါမြင်ဘယ်တော့ပြိုင်မှာလို့ဖျားဒီကနေနောက်4လမြောက်ဝါဇိုလပြည့်နေပေသားကြီးပဲနေတဲ့ဒါပြည့်ရင်ဘယ်မှာပြိုင်မှာလို့ဖျားဒီရာဇကြိုမှာပြိုင်မှာလားတဲ့မဟုတ်ဘူးမင်းကြီးတာဝတိမြို့ဘယ်မြို့မှာတာဝတိမြို့ကန္တံပသယပင်အနီးမှာပြိုင်မယ်ဒီတရင်လေတိဋ္ဌိတွေလည်းကြားသွားရောမှန်းချက်နဲ့နှမ်းတွက်ကမကဲ့ဘူးတိဋ္ဌိတွေခေါင်းချင်းရိုက်စီဝေးထိုင်တာဘယ်နဲ့လောက်ကြမလို့နဲ့တို့ကတော့အစတော့သိက္ခာပုပညာပြီးရန်ခေါ်ရမှာလေတကူမပြိုင်တော့မပြတော့မှတ်ပြီးတို့တွေးကြောရတာခက်ပြီးဘယ်လိုလုပ်ကြမလို့နဲ့ကောင်းချင်းရဒိဋ္ဌိကောင်းဆောင်ကဘာပြောဟိုတဲ့ကိုမှတော့မထူးဘူးတဲ့ဟန်ကိုဖို့ပဲဟိတဲ့ကိုမှတော့မထူးဘူးတဲ့တို့ရန်ကောရမသွားလေအောင်တော့ဝိုင်းအောင်လိုက်မယ်တဲ့လူတွေကဘာလို့လိုက်နေရလို့မေးရင်တို့ရန်ကောရမတို့နဲ့တကူပြန်မှကြောက်လို့ထွက်ပြေးနေလို့မျက်ခြေပြတ်မခံနိုင်မဲ့တို့လိုက်နေရတာလို့ပြောမှာပဲတဲ့မထူးဘူးกว่าတဲ့ဆိုပြီးမှဘုရားဒေသနာတွေလဲလဲကြွားချင်းနောက်ကဝိုင်းလိုက်တိတ်ထိရလူစီကားတဲ့ဈေးနာလမ်းစုံလမ်းမှာလမ်းလေးကွာရောလူတယောက်ဝိုင်းကြည့်ဟာတိတ်ထိတွေဘုရားနောက်ကဝိုင်းလိုက်နေဘာဖြစ်လို့ရှင်တိတ်ထိတို့ဘုရားနောက်ကလိုက်နေတာတော့ဆိုတော့တင်တော့ကြားတယ်မို့လားတဲ့ရန်ကောရမနဲ့တို့နဲ့တကူပြိုင်မယ်ဆိုတဲ့သတင်းကြားလာကြားပါတယ်အဲ့ဒါအခုရန်ကောရမထွက်ပြေးနေတယ်တဲ့လုတ်ပုံအဲ့ဒါတို့မျက်ခြေအပြတ်မခံနိုင်လိုက်နေတာဟာဘုရားနဲ့တိတ်တိနဲ့တကူပြိုင်မှုလည်းဟေးတကူပြိုင်မှုလည်းဟေးဆိုဒေသနာတွေအစဉ်နဲ့နောက်ကနေတကူပြိုင်ပွဲဖူးမယ်ဆိုလူတွေလိုက်ချတာပေတကြီးတို့ရေဟိုနယ်ရောက်တော့ဟိုနယ်သားတွေကလိုက်လားဒီရွာရောက်တော့ဒီရွာသားတွေကလိုက်လားဘုရားအစဉ်နဲ့ဒေသနာတွေကြသာဝတိမြို့ဝါဆိုလာပြေးမှရောက်တယ်နောက်ကအဲ့ဒီတကူပြိုင်ပွဲကိုဖူးမယ်ဆိုပြီးမှအနေနဲ့အရရကလိုက်လာတဲ့ပေတတွေကအများကြီးခွေးလို့အဲ့မှာဘာလို့လဲပြည်ကြီးတောင်းတိမြို့တဲ့ဘုရားဝင်တော့မယ်ဘသူနဲ့တွေ့လို့ကန္တဆိုတဲ့ဥယျာဉ်ဆောင်နဲ့တွေ့တာကောသလမင်းကြီးရဲ့ဥယျာဉ်ဆောင်တဲ့ကန္တဥယျာဉ်ဆောင်ပါတရက်ပင်ကြီးတစ်ပင်အချိန်မဲ့ခါမဲ့အဲ့ဒီမှာခါချင်းအုံလို့အုံကြီးတဲ့မှာရွက်ပုံးသီးတစ်လုံးတွေ့တာတရက်သေးမွေးကြဝင်းမဲ့ဩတဲ့ငါဒီတည်းဒီယူဘယင်ကောသလကိုညာဆက်တာလိုက်လို့ရှိရင်စုတော်လက်တော်ကြီးအများကြီးရမှာချမ်းသာမှာဘယင်ကောသလကိုဆက်တာမယ်ဆိုပြီးယူလာလမ်းမှာဘုရားနဲ့ပဲပင်တွေ့ရောတွေ့တော့ကြီးညိုသွားတယ်ဘုရားကြီးညိုသွားတော့ချက်ချင်းဆုံးဖြတ်ဘယင်ကိုဆက်တာလို့စုတော်လက်တော်ချလိုက်ငါဒီတဘောကပဲတခဏပဲစားမှာတဲ့ဘုရားကိုလှူလိုက်ရင်ငါဘဝပေါင်းများစွာအကျိုးကျေးဇူးများမယ်ဆိုဘုရားကိုလှူတာကန္တဥယျာဉ်ဆောင်ဘယ်သူပါလိမ့်အဲ့ဒီမှာမြတ်စွာဘုရားကအကတ်ခံပြီးရှင်အာနန္ဒာကညီတော်အာနန္ဒာကအဲ့ဒီတရတိကိုတရတိဖြော်ရည်လုပ်ပြီးဘုရားကိုကတ်တာဘုရားကအဲ့ဒီမှာအဖြော်ရည်လုပ်ပြီးတော့ကတ်တာပဲဘုံပေးပြီးတော့အခုနကတရက်စိကိုကန္တဥယျာဉ်ဆောင်ဟောဒီနေရာမှာစိုက်ဘုရားလက်ညှိုးထိုးပြကန္တဥယျာဉ်ဆောင်ကအဲ့ဒီနေရာမြေကိုရက်ပြီးတော့မှဒီတရက်စိစိုက်ညီလေးပြန်ဖို့မြတ်စွာဘုရားကအဲ့ဒီတရက်စိအပေါ်မှာလက်တ
တော်ရေဆေးချတဲ့ဓာတ်ပြိုင်နဲ့ထဲမှာအတောင်90မြင့်တဲ့သစ်ပင်တွေချက်ချင်းပေါက်ဘုရားတကူပေတကြီးဘသူတကူတဲ့အတောင်90မြင့်တဲ့သစ်ပင်တွေချက်ချင်းပေါက်အရင်လေးမျက်နှာကိုခိုင်းကြီးလေးခိုင်းကဖြာပြီးတော့ထွက်သွားတယ်အဲဒီမှာအထက်ကိုလည်းအတောင်90ခိုင်းကြီးတစ်ခိုင်းကထိုးတက်သွားတယ်တရက်ပင်ကြီးဟာဝုံဝိုင်းအုပ်ဆိုင်ညို့မှိုင်းပြီးမှတရက်သီးတွေကလည်းအခိုင်အပြုတ်ဝင်မှဲ့နေတာပဲတဲ့အဲ့ဒီတရက်ပင်ကိုကန္တဥယျာဉ်ဆောင်စိုက်တာမို့လို့ကန္တံဘတရက်ပင်ပါတရက်ပင်တဲ့ဝါဇူလပြည့်လေးမှာလူတွေဟာဘုရားနဲ့တိတ်တိတွေနဲ့တကူပြိုင်တာဖူးမယ်ဆိုတာအနေနဲ့ရရကရောက်လာတဲ့ပိဋကကြီးကအံ့အားသင့်သွားတယ်။တဲ့ပင်ကြီးချက်ချင်းထပေါက်တာအံ့အားသင့်ဒီမှာအဲ့ဒီမှာမြတ်စွာဘုရားကိုကြည်ညိုနေကြတယ်။တိတ်တိတွေနဲ့မြတ်စွာဘုရားဘယ်လိုများတကူပြိုင်မလဲပေါ့စိတ်ဝင်စား36ယူစနာမြေဧရိယာအကျယ်ဝန်းဟာအဲ့ဒီဘုရားဘူးတကူပြိုင်ဘုရားဘူးလာကြတဲ့ပိဋကတွေဖွေးလှုပ်ပြည့်လို့တဲ့အဲ့ဒီကမှမြတ်စွာဘုရားကဘာလုပ်လိုက်တယ်လဲဆိုတော့အထက်ကောင်းကင်မှာယရနာဇင်းကြံဖန်ဆင်းလိုက်ပါတယ်ပိဋကကြီးဘာဇင်းကြံအရှိစัจ java လာနှုတ်ခမ်းရအနောက်စัจ java လာနှုတ်ခမ်းတိယရနာဇင်းကြံဖန်ဆင်းပြီးမှတတ္ထလောနဗြဟ္မတတ္တဝရိဆရာတဆုဖြစ်တော်မူသောဘုရားရှင်ကိုယ်တော်မြတ်ကြီးသည်ဣရဏေယခုချိန်ကာလ၌ယမကပတိဟရိယကရဏဝေလာယိမိအစုံတကူကုန်ပြဖို့အချိန်တန်မီဣတိဤကဲ့သို့ညတဝတိတော်မူသည်ဖြစ်၍ပမ္မုခေကောင်းကင်ယံကယရဏဇင်းဉဏ်ဥမာအထာတိကောင်းစွာမသွေတန်ရတော်မူလိုက်ပါပေသတည်းဘုရားပုပိတ္တေအံဩဇာနဲ့ထူးနေကြတော့မှမြတ်စွာဘုရားမြောက်တက်သွားပြီးမှအဲ့ဒီယရဏဇင်းကြံဥမှာရပ်တော်မူလိုက်ပါတယ်အဲ့ဒီယရဏဇင်းကြံထက်ကနေများပြားလှစွာသောပိတ္တတို့အားဘုရားမြတ်စွာသည်ယေမိအစုံတကူကုန်ပြတော်မူတယ်ပေတကြီးတို့ဘာတကူကိုဥပရိမကာယတော်မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးဤအထက်ပိုင်းခန္ဓာကိုယ်တော်မှာအဂိတ်ခန္တော်မိလျံတွေခါရဲ့အထက်ပိုင်းကမိတွေဖြာပန်းထွက်နေတာတဲ့ဟေတိမကာယတော်မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးဤအောက်ပိုင်းခန္ဓာကိုယ်တော်မှာဥဒဂဒရရေအရင်တွေတပြိုင်နက်တည်းအပေါ်ပိုင်းခန္ဓာကမီးညံနေပန်းထွက်နေတော့ခါအောက်ပိုင်းခန္ဓာကိုယ်တော့ရေအရင်တွေဖြာပန်းထွက်နေတာတဲ့တပံအောက်ပိုင်းခန္ဓာကိုယ်တော်ကမီးလျံတွေဖြာထွက်နေတဲ့ချိန်မှာအပေါ်ပိုင်းခန္ဓာကိုယ်တော်ကရေအရင်ယရဏဇင်းကြံထက်မှာဘုရားပုပိတ္တကြီးဟာဗဇ္ဇအဟောင်းသားနဲ့မြတ်တောင်မခတ်လက်အုပ်ချီပြီးတော့ယရဏဇင်းကြံထက်မောပြီးတော့ဖူးနေကြကြည်ညိုနေကြတာယေမိအစုံတကူကုန်ပေတကြီးတို့ပါတကူကုန်ဩရတိမကာယတော်မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးဤရှေ့ဘက်ချမ်းခန္ဓာကိုယ်တော်မှာအဂိခန္တော်မိလျံတွေတခါရှေ့ဘက်ချမ်းကမိတွေပန့်ထွက်လေတော့မှာပေစီမကာယတော်မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးဤနောက်ဘက်ချမ်းခန္ဓာကိုယ်တော်မှာဥဒကတာရာရေအရင်တွေတဲ့တပြိုင်နဲ့ထဲပေါ်တပံနောက်ဘက်ချမ်းခန္ဓာကိုယ်တော်ကမိလျံနဲ့ရှေ့ဘက်ချမ်းခန္ဓာကိုယ်တော်ကရေအရင်လေးယရဏဇင်းကြံထက်မှာတကူပြတာပေတကြီးတို့မျက်လုံးထဲမှာဒီဗုဒ္ဓမြတ်စွာကိုကြည်ညိုတဲ့စိတ်နဲ့ပေါ်အောင်နာယူရပါတယ်တေကိနာအဂိတော်မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးဤလက်ရာပဲမျက်လုံးတော်ကအဂိခန္တော်မိလျံတွေညာပဲမျက်လုံးတော်ကမိလျံတွေပန်းထွက်နေတာလေဩ
ဝါမအဂိတော်မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးဤလက်ဝဲပဲမျက်လုံးတော်မှာဥဒကထာရရေအရင်တွေတပံဝဲပဲမျက်လုံးတော်ကမီးလျင်နေညာပဲမျက်လုံးတော်ကရေအရင်ရေမီးအစုံတကူကိုပေဒကြီးတို့ပါရကူကိုယရဏဇင်းကြံထက်မှာပြနေတာတကိနကဏသောတတော်မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးဤလက်ရပဲနာတွင်တော်တွေကအဂိခန္တော်မိလျံတွေဝါမကဏသောတတော်မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးလက်ဝဲပဲနာတွင်တော်တွေကဥဒကတာရာရေအရင်တွေတဲ့တပံလက်ဝဲပဲကမိလျံနေပန်းထွက်လို့နေချိန်မှာညာဘက်နာတွင်တော်တွေကရေအရင်အပြအလှရေမိအစုံတဘိုးကိုပြတာတဂရဂမတွေအသက်ရှူဖို့မိနေလောက်အောင်လက်အုပ်ချီမိုးပြီးမှယရဏဇင်းဉဏ်ထက်ကိုမျောမောဖူးလို့နေကြတော့တကိနနာတိကသောတတော်မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးဤလက်ရပဲနှာခေါင်းတွင်တော်တွေကအဂိခန္တော်မိလျံတွေဝါမနာတိကသောတတော်မြတ်စွာဘုရားရှင်လက်ဝဲပဲနှာခေါင်းတွင်တော်တွေကဥဒကဒါရယေအရင်တွေဖြာပန်းပြီးတော့ထွက်နေတာတပံလက်ဝဲပဲနှာခေါင်းတွင်တော်တွေကမိလျံနေလက်ရဘက်ကရေအရင်လို့ဘာတကူကုံတို့ရေမီအစုံတကူကုံပေဒကြီးတို့ဘာတကူကုံဘုရားဘုပိဋကတဲ့ကိုယ်တိုင်ရောက်နေတယ်လို့ခင်ဗျားတို့ပုဂ္ဂိုလ်ကိုအာယုံပြုတ်ပြီးမှကြည်ညိုတဲ့စိတ်နဲ့နာရတယ်ယရဏဇင်းညာထက်ပါဗုဒ္ဓမြတ်စွာဘယ်ပေါ်မှာတော့တကိနအန္တကိုတတ်တော်မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးလက်ရပဲပခုံးအစွန်တော်မှာအဂိခန္တော်မိလျံတွေဒီညာဘက်ပခုံးတော်ကမိလျံနေဘေးကိုပန်းထွက်နေတော့မှာဝါမအာသကိုတတ်တော်မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်၏လက်ဝဲပဲပခုံးတော်ဆောင်မှာဥဒကတာရရေအရင်တွေတပံလက်ဝဲပဲပခုံးတော်မှာမိလျံနေလက်ရပဲပခုံးတော်ကရေအရင်ရေမိအစုံတကူအောပနံဖူးကြရတာကံကောင်းလိုက်တာသာဝတိမြို့မှာပေဒကြီးတို့ပဲမြို့မှာတဲ့တကိနဟတတော်မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးညာပဲလက်တော်ကအဂိခန္တော်မိလျံတွေဝါမဟထတော်ဝဲပဲလက်တော်ကဥဒကဒါရာရေအရင်လက်ရဘက်ကမိလျံနေပန်းထွက်နေလုံးတပြိုင်နဲ့ထဲလက်ဝဲဘက်ကရေအရင်နဲ့အပံလက်ဝဲဘက်ကမိလျံနေဖြာပန်းထွက်နေတော့မှမြတ်စွာဘုရားရှင်ရဲ့ညာပဲလက်တော်ကရေအရင်လို့ပါတကူကုံတို့ရေမီအစုံတကူကိုတကိနပတ္တတော်မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးညာဘက်နံမတော်ကအဂိခန္တော်မိလျံတွေဝါမပတ္တတော်လက်ဝဲဘက်နံမတော်ကဥဒကတာရရေအရင်တွေညာဘက်နံပါကဘေးကိုမီးတွေဖြာပန်းထွက်နေတော့လက်ဝဲဘက်နံပါကတခါရေအရင်တွေပန်းထွက်နေတာတပြိုင်နက်တည်းစိတ်ဓာတ်တော်ကိုဗုဒ္ဓမြတ်စွာဘလောက်နိုင်နှင်းတယ်လဲလို့စဉ်းစားကြည့်ပေးတတ်ကြည်ရေတွေထွက်ဖို့ဆိုရင်အာပေါကတိုင်းဝင်စားရတာခန္ဓာကိုယ်ကမီးတွေထွက်ဖို့ဆိုတီဇောကတိုင်းဝင်စားရတာလက်ရပဲနာမကမီးတွေဖြာပန်းထွက်ဖို့အတွက်အဲ့ဒီမှာတီဇောကတိုင်းချက်ချင်းဝင်စားအဲ့ဒီစိတ်ဓာတ်တကူတော်ရဲ့အစွမ်းနဲ့ဖြာပန်းထွက်နေတယ်တပြိုင်နဲ့တဲ့တခါလက်ဝဲဘက်ကရေတွေပန်းထွက်တေဇောကတိုင်းအဘောကတိုင်းချက်ချင်းဝင်စားတာစိတ်ဓာတ်တော်ကိုနိုင်နှင်းလို့ပေဒကြီးဘာကိုနိုင်နှင်းလို့တကိနပါဒတော်မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးညာဘက်ခြေတော်ကအဂိခန္တော်မိလျံတွေဝါမပါဒတော်လက်ဝဲဘက်ခြေတော်ကဥရကထာရာရေအရင်တခါဘယ်ဘက်ခြေတော်ကမီးလျံနေဖြာပန်းလို့ထွက်နေတော့မှညာဘက်ခြေတော်ကရေအရင်လို့ဖယားဘူးပိသတွေးမြတ်တောင်းမခတ်လက်အုပ်ချီမိုးပြီးမှယရဏဇင်းဉဏ်ထက်ကိုမောဖူးနေကြတယ်ရေမီအစုံတကူကို
ပေသကြီးတို့ဘာတကူကုန်နဲ့အင်္ဂုလင်္ဂုလိဟိမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးလက်ချောင်းတော်တွေကနေခိခံတော်မီးလျံတွေလက်ချောင်းနေတဲ့ကနေမီးတွေဖြာပန်းထွက်နေတယ်အင်္ဂုလန္တရိကဟိလက်ချောင်းတော်အကြာတွေကဥရကသာရရေအရင်လက်ချောင်းတော်တွေကမီးတွေပန်းထွက်တော့ဒီကြားတွေကရေအရင်ဆိုရေနဲ့မီးနဲ့ရောနေတာဘယ်သာကြီးဘာနဲ့ရောနေပါလဲတပံလက်ချောင်းတော်ရဲ့အကြာတွေကမီးလျံလေးထွက်နေတော့မှလက်ချောင်းတော်လေးတွေကရေရင်လေးပန်းလို့ထွက်နေတယ်တဲ့ဧကေကလောမကုပတော်မြတ်စွာဘုရားရှင်ကိုရောမြတ်ရဲ့ခန္ဓာကိုယ်တော်မှာရှိတဲ့မွေးညင်းပေါက်တော်တွေကအကေခန္တော်မီးလျံတွေခန္ဓာကိုယ်မွေးညင်းပေါက်ကလေးတွေကနေမီးတွေဖြာပန်းနေတော့ဧကေကလောမတော်မြတ်စွာဘုရားရှင်ဤခန္ဓာကိုယ်တော်မှာရှိတဲ့မွေးညင်းတစ်ချောင်းစီကဥဒကဒါရာရေအရင်တွေစဉ်းစားကြည့်မွေးညင်းပေါက်တဲ့ကမီးတွေပန်းထွက်တော့မွေးညင်းတော်တဲ့ကရေအရင်နဲ့တပံမွေးညင်းတော်တဲ့ကမီးလျံနေဆိုရင်မွေးညင်းပေါက်ကလေးတွေရေအရင်ဖြာပန်းပြီးမှရောင်စုံကွန်ပြူပြီးမှရေမီးအစုံတကိုးကိုယရနာဇင်းကြံထက်မှာပါပရိသတ်ကြီးတို့ဘယ်မှာပါလိမ့်တကူပြိုင်ဝဲဖူးမြော်ဖို့ရောက်လာကြတဲ့ပြိတ္တတီအသက်ရှူဖို့ပင်မေ့နေလုံးအောင်မြတ်စွာဘုရားရှင်ရဲ့တကူကုံနေကြည်နူးလွန်းလို့ကြည်ညိုလွန်းလို့လက်အုပ်ချေမော်ဖူးနေကြတော့မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးခန္ဓာကိုယ်တော်မှာနီလရောင်နေတော်ပိတရောင်နေတော်လောဟိတရောင်နေတော်ဩဒါတရောင်နေတော်မင်းစိတ်ထရောင်နေတော်ပြူပြက်တလက်ကွန်မျိုးနေတဲ့ပပတရာရောင်နေတော်လို့ယရဏဇင်းဉဏ်ထက်ကဗုဒ္ဓခန္ဓာကိုယ်တော်မှာရောင်နေတော်6သွဲတွေပြူပြက်တလက်ကွန်မျိုးလို့နေတာပိဋကကြီးတို့ကြည်ညိုမဆုံးပေါ့အဲ့ဒီရောင်ကြီးတော်တွေကဟိုးအာထက်ဗြဟ္မပိဋိတက်သွားတယ်ဓမ္မပိဋိတက်သွားပြီးစัจ java လာတတိုင်းရဟိုဘက်ကိုကျသွားတဲ့ရောင်ကြီးတော်တွေကပိတ်တော့ကွန်မြူးနေတာတက္ကရာမတွေကလက်အုပ်ချပြီးအံ့ဩပနံကြီးညိုမဆုံးဖူးမြောင်နေတော့မှပြတ်ဖနေစီယရဏဇင်းကြံထက်မှာနေမိတဘုရားတဆူဖန်ဆင်းပလိုက်အဲ့ဒီမှာဇင်းညံချက်မှာဖယားနှစ်ဆူဖူးနေရတဲ့ဘယ်သာကြီးဖယားဘယ်နှဆူတော့ဘဂရိမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကရပ်တော်မူနေစဉ်မှာဖန်ဆင်းထားတဲ့နေမိတာဘုရားရှင်ကိုရောမြတ်ကြီးကဇင်းညံကြွတော်မူတဲ့ထိုင်တော်မူတဲ့လျောင်းတော်မူတဲ့ဖန်ဆင်းထားတဲ့နေမိတဘုရားရှင်ကိုရောမြတ်ကြီးကရပ်တော်မူနေတော့မှပဂတိမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကဇင်းဉဏ်ကြွလို့ထိုင်တော်မူလို့လျောင်းတော်မူလို့ပဂတိမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကလျောင်းတော်မူနေတဲ့အချိန်မှာဖန်ဆင်းထားတဲ့နေမိတဘုရားရှင်ကဘေးနာကထိုင်တော်မူလို့ဣရိယာပုတ်မတူတဲ့ဖယားနာစုဘူးကြီးဖူးနေကြရတာပရိသတ်တွေကံမကောင်းဘူးလားကံတံပတဲ့ပင်ရဲ့အနီးမှာအဲ့ဒီမှာတခါတည်းဘဂတိဘုရားရှင်ကိုရောမြတ်ကြီးကဖန်ဆင်းထားတဲ့နေမိတာဘုရားကိုမေးခွန်းနေမေးတာအောက်ကပရိသတ်ကြီးရဲ့စိတ်အလိုဆန္ဒတူးချင်းရဲ့ဇယိုက်နဲ့ညီတဲ့တရားကိုအမေးအဖြေလုပ်ဟောတာဘဂတိဘုရားကမေးလိုက်နေမိတာဘုရားကဖြေလိုက်တက္ကဖန်ဆင်းထားတဲ့နေမိတဘုရားရှင်ကိုရောမြတ်ကြီးကပဂတိမြတ်စွာဘုရားမေးခွန်းတော်တွေမေး၍ပဂတိမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကဖြေ၍ပိဋကကိုတရားဟောတယ်အဲ့ဒီပွဲမှာပိဋကတို့သိမ်းမောင်းများစွာတန်းမောင်းများစွာသောဘုရားဘုပိဋကတွေသစ္စာ၄ပါးသိမြင်ကြော့တန်းဝင်ကြတယ်တဲ့ဗျတိတ်တိတို့ကိုကြောင်းပြုတ်ပြီးတော့အဲ့ဒီလိုယမိအစုံတကူကိုပြတော်မူပြီးမှရှေ့နောင်တော့ဖရားတွေဟာယခုလို9ဝါမြောက်ယမိစုံတကူကိုပြပြီးတဲ့နောက်
ဘယ်မှာများဝါဆိုဝါကပ်ပါလိမ့်မလဲလို့ညံတော်ကြီးနဲ့ဆင်ခြင်ကြည့်လိုက်တော့ဩခုနဝါမြောက်ဝါနောင်တော့ဘုရားတွေလည်းပဲနတ်ပြည်တက်ပြီးမှအာဝရိန္ဒနတ်ပြည်တက်ပြီးမှအမိနုဘိုးကိုအာဘိဓမ္မာတရားနဲ့ဆက်ရိုးထုံးစံရှိပါလားလို့တိတော်မူသွားတထလိုနဗျမတ္တဝရဝိဇယတဆုဖြစ်တော်မူသောဘုရားရှင်ကိုယ်တော်မြတ်ကြီးသည်ယမကပါတိဟိရံယေမိအစုံတကူကုံမကရွန်တော်ဝပြုတော်မူပြီးမှသာလျှင်တေကိနဗရံလက်ရခြေတော်ကိုဥက္ခိပိတဝါမြောက်ခြေတော်မူသည်ဖြစ်၍ယုဂန္တရမတ္တကိယုဂန္တုတောင်ထိပ်၌ထပိတဝါချထားတော်မူသည်ဖြစ်၍ဣဒရံပါဒံဣမတ္တဘာသောလက်ဝဲခြေတော်ကိုဥက္ခိပိတဝါမြောက်ခြေတော်မူပြီးလျင်တိနေရုမတ္ထကိယူဇနာ8,400အမြင့်ဆောင်သည့်မြင့်မို့တောင်ထိပ်၌ထပိတိကောင်းစွာမသွေကြွလှမ်းသောအပြင်ချထားတော်မူလိုက်ပါပေတည်းလှမ်းတာကတော့ပိတတိခြေလှမ်းကတော့2လှမ်းနဲ့2လှမ်း3ဖွားနဲ့နတ်ပြည်တက်တာလူပြည်မြေပြင်မှာ1ဖွားလက်ရဘက်ခြေတော်ကိုမြောက်ထက်ပြီးမှယုဂန္တုတောင်ထိပ်မှာ1ဖွားအဲဒီမှာတခါဘယ်ဘက်ခြေတော်ကိုမြောက်တော်မူပြီးမှမြင်းမို့တောင်ထိပ်မှာ1ဖွားခြေလမ်းကတော့ညာဘက်နဲ့တလန်းလှမ်းလိုက်တယ်ယုဂန္တုတောင်ထိပ်ချတယ်တခါဒုတိယခြေလမ်းလိုက်တယ်မြင်းမို့တောင်ထိပ်ရောက်သွား2လမ်းနဲ့3ဖွားဘယ်သာကြီးမလောက်တဲ့2လမ်း3ဖွားနဲ့တာဝရိန္ဒနတ်ပြည်ကြွသွားဖြုတ်ဆိုဖျားပြောက်သွားညရဏစင်းပြန်လည်းပြောက်ထွက်သွားဘုနေတဲ့ပိဋကတ်တွေဟာကြည်ညိုမဆုံးကြည်ညိုတို့မှာဖြုတ်ဆိုဖျားပြောက်ထွက်သွားတယ်အဲ့တာဝရိန္ဒနတ်ပြည်ရောက်တော့တရားမင်းကြီးနဲ့နတ်ပိဋကတ်ကစီးကြိုပါတယ်စီးကြိုပြီးမှမြတ်စွာဘုရားကိုအဲ့ဒီသူ့တာဝရိန္ဒနတ်ပြည်မှာရှိတယ်ပင်လေကတိပင်ဆိုတာရှိပါတယ်ပင်လေကတိပင်ကြီးကပင်လုံးယူဇနာ50ရှိတယ်အဝန်းယူဇနာကတော့100ရှိတယ်တဲ့ညို့မှိုင်းအုပ်ဆန်းနေတဲ့ပင်လေကတိပင်အဲ့ဒီအပင်ကြီးရဲ့ခြေရင်းမှာဗျာမင်းထိုင်တဲ့ပန္ဒုကဗလာမြတ်ကြောက်ချာဆိုတာရှိပါတယ်ပန္ဒုကဗလာမြတ်ကြောက်ချာကြီးကအလျားယူဇနာ60ရှိတယ်အနံယူဇနာက50ဒီပလင်ရဲ့အမြင့်ဒုတေက15ယူဇနာတဲ့အေယာမပလင်ကြီးတရားမင်းမြန်အဲ့ဒီပန္ဒုကဗလာမြတ်ကြောက်ချာပေါ်ထိုင်လိုက်လို့ရှိရင်ခန္ဓာကိုယ်ကတဝက်မြုပ်ကြသွားတယ်အေးကြသွားတယ်ခင်ဗျားတို့ဒီနေ့ခေတ်ဆိုဖာတွေလိုက်မမီဘူးအဲ့ဒါလောက်ဘုံတကူကြောင့်ဖြစ်တယ်အရာတွေဖြစ်ပါတယ်အဲ့ဒီတရားမင်းအဲ့ဒီပန္ဒုကဗလာမြတ်ကြောက်ချာပေါ်မှာမြတ်စွာဘုရားကိုသတင်းသုံးဖို့နေရာညွှန်းပါမြတ်စွာဘုရားပန္ဒုကဗလာမြတ်ကြောက်ချာပေါ်မှာသတင်းသုံးတော့မယ်လဲဆိုရောတရားမင်းစဉ်းစားဟောဒီပန္ဒုကဗလာမြတ်ကြောက်ချာကြီးဟာကြီးမားကျယ်ပြန့်လွန်းတယ်မြတ်စွာဘုရားရှင်ရဲ့ခန္ဓာကိုယ်တော်ကသေးသေးလေးရဲ့တဲ့ဒီကျယ်ပြန့်တဲ့ပလင်ကြီးပေါ်မှာဘုရားထိုင်လိုက်ရင်တော့သကောရဲ့အလယ်မှာစာဝတိငှက်နာသလိုဖြစ်တော့မယ်တဲ့ပလင်တော်အကျယ်ဝန်းအချီးနှီးဖြစ်တော့မှာပဲတဲ့တရားဖယားကိုထင်သေးတာဘယ်သာကြီးဖယားထင်သေးတာတရားမင်းမင်းတို့လူမင်းမဟုတ်ဘူးတရားမင်းဖယားအထင်သေးတဲ့အတွေ့အမြတ်စွာဘုရားသိတော့ဘာလုပ်တယ်လဲကိုရောမြတ်ခြုံတဲ့နှစ်ထပ်သင်္ကန်းကြီးကိုအေယာမသင်္ကန်းကြီးဖြစ်အောင်ဖန်ဆင်းချတယ်ဖန်ဆင်းပြီးတော့မှအဲ့အလျားယူဇနာ60အနံယူဇနာ50ကျေပြန့်တဲ့ပလင်တော်ကိုနှစ်ထပ်သင်္ကန်းကြီးနဲ့လွှမ်းအုပ်ပလိုက်တာတရားမင်းနည်းနည်းအားသင့်သွားတယ်ဩတဲ့နှစ်ထပ်သင်္ကန်းကြီးတော့အကြီးကြီးဖန်ဆင်းတာတော့ဟုတ်ပြီတဲ့ခန္ဓာကိုယ်တော်ကတော့သေးသေးမွှားမွှားနဲ့ပဲထိုင်မှနဲ့တူပါတယ်လေအမတရားကဖယားကိုအထင်သေးတော့အဲ့ဒီမှာမြတ်စွာဘုရားက
အင်မတန်ကြီးမားခန့်ထည်တဲ့ခန္ဓာကိုယ်တော်ကြီးဖန်ဆင်းလိုက်ပန်ဆင်းပြီးမှပန္တုကပ္ပလမြတ်ကြောက်ဖြာပေါ်တင်ပလင်ွယ်လဲထိုင်လိုက်တော့ဒီဘက်ဒူးကောင်းနဲ့အလျားယူဆိုတာ60ရှိတဲ့ပလင်ရဲ့ဟိုဘက်ထိတ်နဲ့အကတ်ဘယ်ဘက်ဒူးကောင်းနဲ့ဟိုဘက်ထိတ်နဲ့အကတ်အဲ့ဒီကြမှာတရားမင်းဖယားအထင်သေးမိတာကိုတောင်းမှန်ရှာတယ်တဲ့တရားကတော့တောင်းမှန်တယ်နော်တောင်းမှန်တယ်ထင်သေးမိတာကိုလူတွေကဘုန်းကြီးပြမပြီးရင်တောင်းမှန်မှာအတော်ဝန်လေးကြတယ်ထင်တာပါပဲမာနအပါလိမြတ်စွာဘုရားတာဝရိန္ဒာနတ်ပြည်ရောက်သွားပြီမြတ်စွာဘုရားပဲရောက်သွားပါလိအခုနတော့ယမီးစုံတုံတကိုးကုံဖူးမြောင်မောင်ဝကြီးညိုမဆိုးဖူးမြောင်တို့မှာဖြုတ်ခနဲဆိုအနောက်ကျွန်းသောနေဝန်းကြီးမြုပ်ပြီးတော့ပြောက်ွယ်သွားသလိုလာပြီးဝန်းကြီးတိမ်တိုက်ထဲသို့မြုပ်ဝင်သွားသလိုဖယားရုပ်တည်းဖြုတ်ဆိုပြောက်သွားတော့ဖယားမှုပေးတတ်တယ်ဟာကနေဟင်လည်းဖြစ်ပြီးမှအဲ့ဒီမှာပေးတတ်တယ်ငိုကြတယ်တဲ့ဗျဘုရားဘုပေးတတ်တယ်ဘာဖြစ်ကုန်ပါလိမ့်ခတောနုစိတ်တကုတံဝါကီလတံဝါယုဂန္တရံနာနောဒိကိမုတံဗုဒ္ဓံလောကဇိထံနရတဗံတတ္တလုနဗြဟ္မတ္တဝရိစေယတဆုဖြစ်တော်မူသောဘုရားရှင်ကိုယ်တော်မြတ်ကြီးသည်စိတ်တကုတံဝါစိတ်တကုတောင်သို့၎င်းကီလတံဝါကီလတတောင်သို့၎င်းယုဂန္တရံဝါယုဂန္တုတောင်ထိတ်သို့၎င်းကတောနုခောကြွ၍မြတ်သွားလေပြီလားနောဘုရားဘုပိတဖြစ်တဲ့ငါတို့တွေသည်လောကစေထံလူနာဗြဟ္မတတ္တဝရိအကြည်အမှုဥစည်းကောင်းဆောင်လည်းဖြစ်တော်မူပါပေထသောနရတဗံလူနကောင်းအောင်တောင်းအထောင်ဤကောင်းဆောင်ရှိသောယောက်ျားအာဇာနည်လည်းဖြစ်တော်မူပါပေထသောတံဗုဒ္ဓညေအတန်တရားပိန်ချသည်ဖြင့်ဘုရားရှင်ကိုယ်တော်မြတ်ကြီးကိုဒါနိဣတန္တိယခုအခါကာလ၌နတခေမှုတို့ဖူးမြင်ခွင့်မရနိုင်ပါတော့ပြီတကားမြတ်စွာဘုရားပေများကြွသွားပါလိမ့်ဗုဒ္ဓမြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးသည်စိတ်တကုတောင်စီသို့ပဲကြွသွားလိပြီလားကိလာတတောင်သို့ပဲကြွမြန်၍သွားလိပြီလားယုဂန္တုတောင်ထိပ်သို့ပဲပျောက်ွယ်သွားပြီလားလူနာဗြဟ္မတတ္တဝရိအကြည်အမှုဥစည်းခေါင်းဆောင်ဖြစ်တော်မူပါတဲ့မြတ်စွာဘုရားလူနာကောင်းအောင်တောင်းအထောင်ဤခေါင်းဆောင်ရှိသောယောက်ျားအာဇာနည်ဖြစ်တော်မူတဲ့မြတ်စွာဘုရားရှင်ကိုတို့ဖူးမြင်ခွင့်ရဖို့မလွယ်ပြီလို့ဘုရားပျောက်သွားလို့ဘယသတ္တိငိုရတာတဲ့ဘုရားပျောက်သွားတော့ဘယသတ္တိဘာဖြစ်ကုန်냐ဒီမှာမဲဖောက်မဲ့ဘုရားတော့မပျောက်သေးဘူးရေစက်မချခင်ဖောက်မယ်ဖောက်ပါလားဘယသတ္တိအိမ်ရောက်ရင်ဒီတကိုးကုန်နေကြည်ညိုတတ်အောင်တရားကိုနာသွားကြဒီတော့တရားမြင်သည့်အကျင့်ပညာရှိဖြစ်တော်မူတဲ့မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးသည်ပဝိဝေကရတောလူသူပိဋကတိစိယအယတုမွေလျောပျော်ပိုက်တော်မူသောပြီဖြစ်၍ပုဏ္ဏနောက်တပံဣမံလောကဟောရိလူပြည်လူရလူလောကရကြီးသူနာဣဟိတိကြွလာတော့မှာမဟုတ်ဘူးမြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးဧကန္နရှင်နိုးတော်မူသွားပြီဒါကြောင့်လူသူပိဋကတိစိယဘယ်သူမှမတွေ့နိုင်တဲ့အရာချင်းကပ်တော်မူသွားပြီတို့ထံဖယားပြန်ကြွလာမှာမဟုတ်ဘူးလို့နောဘယဘုပိတဖြစ်ကြတဲ့ငါတို့တွေသည်လောကစိထံလူနဗြဟ္မတတ္တဝရိအကြည်အမှုဥစည်းကောင်းဆောင်လည်းဖြစ်တော်မူပါပေထသောနရတဗံလူနကောင်းအောင်သောအထောင်ဤကောင်းဆောင်ရှိသောယောက်ျားအာဇာနည်လည်းဖြစ်တော်မူပါပေထသောတံဗုဒ္ဓညေအတန်တရားပိုင်းခြားသိမြင်ဘုရားရှင်ကိုယ်တော်မြတ်ကြီးကိုနတ္တခေမှုတို့ဖူးမြင်ခွင့်မရနိုင်တော့ပြီတကား
လို့တို့ဖယားပုတ်ခွင့်တော့ရမှာမဟုတ်တော့ဘူးငိုးကုန်ရဒါချိုးရတဲ့အဲ့ဒီမှာအရှင်မောက္ကလန်စီဝိုင်းပုံသွားတယ်အရှင်ဘုရားမောက္ကလန်မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးပဲကြွသွားပြီလေဖယားမရှိတော့ပြီတပည့်တော်တို့ဖူးခွင့်မရပြီရှင်မောက္ကလန်အနုရုဒ္ဓပု္ပ္ပစာတိတယ်မဖြေဘူးသူဓမ္မဂုံကိုပေါ်လွင်စေခြင်းလို့အနုရုဒ္ဓကိုသွားမေးပါတဲ့ဆိုတော့ဗန္ဓေရှင်ဗျာနုရုဒ္ဓသတ္ထလူနဗျမတတ္တဝရိစေယတစုဖြစ်တော်မူသောဘုရားရှင်ကိုရောမြတ်ကြီးသည်ကဟံဘေမာနိဖယဘေကြွသွားပါသနိဖယမြတ်စွာဘုရားဘေကြွသွားတာလဲဖယဆိုတော့အရှင်နုရုဒ္ဓကအာဟုသောဩဒဂရဂမပေါင်းသူတော်ကောင်းတို့တတ္တလူနဗျမတတ္တဝရိစေယတစုဖြစ်တော်မူသောဘုရားရှင်ကိုရောမြတ်ကြီးသည်တာဝရိန္တဘဝနေတာဝရိန္တနတ်ပြည်၌ပါရိသရကံမူလမိပင်လုံးယူဇနာ90အဝန်းယူဇနာ100စိမ့်ပြဆိုပြင်းမြရောင်ဝေသည့်နတ်ပြည်သင်မင်းပင်လည်းကတဲ့ပင်ရင်၌မန္နုကဝလနာမကေတိလာတန္တိအလယံယူဇနာ60အနံယူဇနာ90တင့်တဲ့ရောင်လျံခေါင်ယံဗမာကဗလာနုနုမြပန္တု၌ဝေါတံဝါသူဥပကဏဝကရောက်တော်မူသည်ဖြစ်၍မာတုမြင့်မို့တောင်ဥမကကျူသည်ကျေးဇူးအရှင်မွေးသမီးခင်ဖြစ်ခဲ့တဲ့မေရောတန်တုတ်တိဒါနသာအားအဘိဓမ္မပိဋကံအဘိဓမ္မခုနှစ်ကျမ်းဒေသနာကိုဒေသေတုံဟောပေါ်ညွန်ပြပြီးမှကျေးဇူးဆက်ခြင်းကကတော်ကြွသွားတော်မူခြင်းဖြစ်ပါတယ်လို့အာယတမနုရုဒ္ဓရှင်နုရုဒ္ဓမထေရမြတ်သည်ဝိသေစေတိကောင်းစွာမသွေဖြစ်ကြတော်မူလိုက်ပါပေသတည်းမြတ်စွာဘုရားတာဝရိန္ဒာနတ်ပြည်ကြွသွားပြီပဲကြွသွားတော့ကြွရခြင်းရဲ့ရည်ရွယ်ချက်အကြောင်းကတော့မေရောဖြစ်ခဲ့တယ်မေရောမာယာဆိုတာကဘုရားအလောင်းကိုဝေးဖွားပြီး9ရက်ဆိုရင်သုတိပြည့်ကျွေအသက်သေးပါတယ်ဘုရားအလောင်းရဲ့မေရောများဟာသုတိပြည့်ကျွေသေပြီးတဲ့နောက်တုတိတာနတ်ပြည်မှာနတ်သားဖြစ်တာဓမ္မတာတဲ့အဲ့ဒီမေရောမိနတ်သားကိုအဘိဓမ္မာတရားနဲ့ကျေးဇူးဆက်ဖို့ကြွသွားတာအမိနိုဘုဆက်ဖို့မလုပ်ဖို့ဒါဖြင့်မြတ်စွာဘုရားဘယ်တော့ပြန်ကြွလာမှာတို့ဘုရားဝိုင်းလျှောက်ကြတယ်တရင်ကျွတ်လပြည့်မဟာပဝရဏနေ့အမိနိုဘုခြေတော်နေ့ဝေဒကြီးတို့ပဲနေတယ်အမိနိုဘုကြည်တဲ့နေ့မှာပြန်ကြွလာတယ်ပဲအဲကြမှာဘုရားဘုပိတတ်တယ်ရင်အေးသွားတယ်ဘုရားတော့တို့စီပြန်ကြွအောင်မှာခဲ့ဒါပေမဲ့လို့ငါတို့အယတ်ဒေတာအဝိဇ္ဇာလာခဲ့ရတာတဲ့နတ်ပြည်ကပြန်ဆင်းတဲ့ဘုရားကိုတို့ဖူးပြီးမှပြန်မယ်ဒီမှာပဲစောင့်မယ်ဟွာတွင်3လတို့အိမ်မပြန်တော့ဘူးတဲ့ကဘုရားဖူးဖို့နတ်ပြည်ကဆင်းတဲ့ဘုရားဖူးဖို့ဝါတွင်3လစောင့်နေကြတာဥပုပ်ရဲ့ရှည်စောင့်ပြီးမှဘုရားဖူးကိုစောင့်တာဇွဲမကောင်းလားကောင်းသလားဒီပရိသတ်ကြီးတွေတော့မတိမ်မရင်ရှိမှာတရားလေး2နာရီလောက်ကိုထိုင်းနာရတာငိုက်ပလားဘုရားကိုကြည်ညိုတဲ့စိတ်နဲ့ဒီမှာဘုရားမဲဖောက်ပါမလို့ကြောက်ကဘုရားဂုံတွေတကိုးတွေပေါ်ပြနေတာဒီဘုရားမဲပေါက်လို့အိမ်ရောက်ပြီးတော့တခါတည်းဘုရားမေ့ထားလို့တော့ဘုရားဘာကုသိုလ်မှတိုးမှမဟုတ်ဘူးသဘောပေါက်ရလားဘုရားကိုပန်းတော်တွေဆွမ်းတော်တွေရေချမ်းတော်တွေကပ်ပြီးဆိုရင်အခုနာတဲ့တရားဒီတရားကိုအာယုပြုပြီးမှဒုကိုးွယ်တဲ့ဘုရားဟာဒီဂုံတွေရှိတယ်ဘုရားဟောဒီလောက်ကြီးကျယ်တဲ့ဉာဏ်ပညာတွေရှိတော်မူတဲ့ဘုရားဟောဒီလောက်တပ်ပယ်တော်မူတဲ့ဘုရားဟောဒီလောက်မနေမနာသာသနာအလုပ်လုပ်တော်မူတဲ့ဘုရားဒီလိုကြည်ညိုတတ်ရတယ်မာယာပိဋကကြီးတို့အဲ့မှာဘုရားဘုပိဋကရက်ရှိဥပုသ်ဆောင်မပြန်ဘူးသုလအနာရဘိန်တထေးကနေ့အတွက်အာဟာရကျွေးတဲ့အရှင်မောဂလန်တို့အရှင်နုရုဒ္ဓတို့ကလည်းတကူနဲ့စောင့်ရှောက်တယ်ဒီလောက်များတဲ့လူတို့ပိဋကစွန့်ပစ်တဲ့အညစ်အကြေးကို
ပထဝီဝိဝရံအဓာတိမြေကြီးဟင်းလင်းပွင့်ပွင့်ပြီးသိသိပေးတဲ့အာကာသမေဝနေတံစရဏံလို့စာကပြောတယ်အရှင်မောက္ကလန်တို့ရဲ့တကူဘုရားကိုဖူးခြင်းနဲ့သူတို့ရဲ့တရားတရားဟောကြောင့်မိုးတွင်းပေမဲ့မိုးမစွတ်ဘူးတဲ့ဗျဝါတွင်း3လမန္တလာတို့မြတ်စွာဘုရားကတော့တာရိန္ဒနတ်ပင်လေကတိပင်အောက်ကပန္တုကဗလာမြတ်ကြောက်ဖြာပေါ်မှာနီလရောင်ကြီးတော်ပိတရောင်ကြီးတော်လောဟိတရောင်ကြီးတော်ဩဒါတာဆိုတဲ့ဖြူဖွေးတဲ့ရောင်ကြီးတော်ညူမောင်းနဲ့မင်းစိတ်တရောင်ကြီးတော်ပြူးပြူးပြက်ပြက်လက်လက်ကွန်မြုပ်နေတဲ့ပပတ္တရရောင်ကြီးတော်လို့ရောင်ကြီးတော်6ခွဲတွေကွန်မြုပ်ပြီးမှတနည်းသုံးဆန်နေတဲ့အခါမာတာကျေးဇူးအရှင်ဘုရားမိခင်ဖြစ်ခဲ့တဲ့မေရောတန်တုတ်တိတာနတ်သားဒီတုတိတဝိမာနတောတုတိတနတ်ပြည်မှသမအာဂန္နဝဖျားရှိရာသို့ရောက်လာသည်ဖြစ်၍တခိဏပတ္တိမြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးဤလက်ရဘက်နှဘေး၌နေသည်တိထိုင်နေလိုက်ပြီပထမဦးဆုံးရောက်လာဩသာဖျားနတ်ပြည်တက်ပြီးတို့ကျေးဇူးဆက်ဖို့ရောက်လာပါလားသိတော့မေတော်မိနတတုတိတနတ်ပြန်ဆင်းလာနတ်တော်ဘုရားရဲ့ပန္တုကပလမြတ်ကြောက်တယ်ဒီလိုညာဘက်ဘေးနားလေးမှာလက်အုပ်ချီတာဖယားကိုမမိတ်သောမျက်စိနဲ့ဖူးတန်တုတ်တိတနတ်သားပေတကြီးတို့ပဲနတ်သားအိန္ဒကိုဒီဝဗုဒ္ဓပိအိန္ဒကနတ်သားသည်လည်းပဲအာဂန္တဝတရားဘွယ်သပင်သို့ရောက်လာသည်ဖြစ်၍တခိဏပတ္တိဝလက်ရဘနဗိ၌သာလင်နေသည်ရိထိုင်နေလိုက်ပြန်ပြီးအဲ့မေတော်မိတဲ့သားရဲ့နောက်နန်းလေးကညာဘက်ကနေပဲထိုင်လိုက်တာကတော့အိန္ဒကနတ်သားမေတော်မိတဲ့သားရဲ့နောက်နားကထိုင်တာဘယ်သူလဲအင်္ဂုရောပိအင်္ဂုရဏတတိလည်းပဲတမဂမတရားဘွယ်သပင်သို့အာဂန္ဓဝါရောက်လာသည်ဖြစ်၍ဝါမပတ္တိပန္တုကဗလမြတ်ကြောက်ပြရဲ့လက်ဝဲဘက်နှဘေး၌နေသည်တွေထိုင်နေလိုက်ပြီဒီလက်ဝဲဘက်နာကထိုင်တဲ့နတ်သားကတော့အင်ကုရနတ်သားလက်ဝဲဘက်ကဘယ်နတ်သားတော့အဲ့မနတ်တီရောဗျမ္မာတွေကိုပိဋကကျေလူကြီးအဘိဓမ္မာတရားနာဖို့တဖွဲဝေရောက်ရှိတာပါလေဒါသတုလောကဓာတုတုတံနိပတိတဝါနဒေဝတာဘယေရူပတန္တိတံဗုဒ္ဓံဝတ္တန္တံနဂမုဒ္ဒဏီဒါသတုလောကဓာတုတုစัจ java လာပေါင်း1,000တို့၌ဝတ္တန္တံကြည်သာချမ်းမြနေထိုင်ကြကုန်သောဒေဝတာနဗျမပရိသတ်အပေါင်းတို့သည်တန်နိပတိတဝါနစုယုံကြကုန်သည်ဖြစ်၍နာဂမုဒ္ဒဏီမြင့်မှုတောင်ထိတ်တဲ့ဝတ္တန္တံတရင်သုံးဆန်းနေတော်မူသောတံဗုဒ္ဓညေယတတရားပိုင်းခြားသိမြင်ဘုရားရှင်ကိုယ်တော်မြတ်ကြီးအထံသို့ပယေရူပတန်တိတဖြည်းဖြည်းနဲ့ချင်းကပ်ရောက်ရှိ၍လာကြပါပေကုန်တည်းနတ်ပြည်6ထပ်ကနတ်တွေတဲ့ဗြဟ္မပြည်ကဗြဟ္မာတွေတဖွဲဖွဲနဲ့ရောက်လာနတ်ပြည်ရဲ့ခန္ဓာကိုယ်ကလည်းပဲကိုယ်ရောင်တွေဟာဖိတ်ဖိတ်တော့ဗြဟ္မာတွေဟာလည်းဗြဟ္မာတွေရဲ့ကိုယ်ရောင်ရှိတာပဲအဲ့ဒီတောရိန္ဒနတ်ပြည်မှာနတ်တွေဗြဟ္မာတွေရဲ့ခန္ဓာကိုယ်ကထွက်တဲ့အယောင်တွေကလည်းတဖိတ်ဖိတ်တလဲလဲတောက်နေတယ်တဲ့မြတ်စွာဘုရားရှင်ရဲ့ခန္ဓာကိုယ်တော်ကရောင်ကြီးတော်6သွဲတွေတလဲလဲကွန်မြူနေတာကလည်းပဲအော်ကြည်နူးမစိုးအဲ့ဒီနတ်ဗြဟ္မာတွေအကုန်လုံးပေါင်းတဲ့အယောင်တွေကဘေးသက်ကြီးပန္တုကဗလာမြတ်ကြောက်ဖြာပေါ်တရင်သုံးနေတဲ့ဘုရားရဲ့ခန္ဓာကိုယ်ကထွက်တဲ့ရောင်ကြီးတော်တွေကိုမလွှမ်းမိုးနိုင်နတ်တွေအကုန်လုံးရဲ့အယောင်တွေစုပေါင်းတာတောင်မှပိဋကကြီးဘုရားရဲ့ရောင်ကြီးတော်ကိုတာရဲ့လားနကောစီဒီဝဝန္ဒီနာတံဗုဒ္ဓတဝီရောစတိသဗ္ဗေဒေဝေအတ္တိကမ္မသံဗုဒ္ဓောဝဝီရောစတိကောစီတစုံတို့သောဒီဝမူရန်ွယ်လာနတ်မြမာသည်ဝန္ဒီနာ
ကိုယုံကိုဝါအပြင်တန်ဗုဒ္ဓသာမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးတဲ့နဝိရောစတိတာလွန်ပြီးတော့မထွန်းလင်းမတောက်ပနိုင်ရှာကြချေတံဗုဒ္ဓဝါမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကသာလင်သဗ္ဗိတိဝေအလုံးစုံသောနတ်မြတ်မှာပိသအပေါင်းတို့ကိုဝောနိနနီလပိတလောဟိတဩတတမင်စိတ်တပပတရဆိုတဲ့ရောင်ကြီးတော်6ွယ်အပြင်အတိတ်ကမ္မကြော်လွန်ဖုံးလွှမ်းတော်မူသည်ဖြစ်၍အတိရောဇတိကောင်းစွာမသွေအတလွန်ဆုံးထွန်းတောက်ပါ၍နေတော်မူပါပေသတည်းမြတ်စွာဘုရားရဲ့ရောင်ကြီးတော်6ွယ်ကနတ်မြတ်တို့ရဲ့ကိုယ်ရောင်တွေအကုန်လုံးကိုလွှမ်းအုပ်ဖုံးပြီးမှတင့်တယ်တောက်ပတော်မူနေပါတယ်အဲ့ဒီလိုနတ်မြတ်ပရိသတ်တွေတပွဲပွဲရောက်လာရမှာပိဿကြီးဟိုမေရောမိနတ်သားရဲ့နောက်နှမ်းမှာထိုင်တဲ့အိန္ဒကနတ်သားကသူ့နေရာသူမှာရောက်ကြရအိန္ဒိယရထိုင်ဒီလက်ဝဲဘက်မှာထိုင်တဲ့အင်ကုရနတ်သားကြတော့အဲ့လိုမဟုတ်သူ့တဲ့တကိုးကြီးတဲ့နတ်မြတ်တွေရောက်လာတော့သူကနောက်ဆုတ်ပေးတယ်နောက်ဆုံးဘယ်ရောက်သွားတော့ဟို12ယူဇနာနတ်ပရိသတ်ရဲ့အစွန်ကိုရောက်သွားတယ်အင်ကုရနတ်သားပေသအစွန်ရောက်သွားတာဘယ်နတ်သားတော့ဟိုနအိန္ဒကနတ်သားသူ့နေရာသူအိန္ဒိယရပဲထိုင်းအဲ့ဒီမှာမြတ်စွာဘုရားကသာသနာတွင်ဒါနနဲ့သာသနာပဒါနကျူးပေကွာဟဘုံကိုနတ်မြတ်တွေကဟိုဘုရားဘုရားစောင့်နေတဲ့အောက်ကပိဋကတ်တွေကိုသိစေခြင်းလုံးလို့နတ်ပြည်မှာဒါနတရားဟောတာဗာတရားတဲ့အဲ့ဒီတရားကိုဟိုအောက်ကဘုရားဘုရားစောင့်နေတဲ့ပိဋကတ်တရားတွေကြားရတဲ့ဟိုပိဋကတ်အစွန်ရောက်သွားတဲ့အင်္ဂုရနတ်သားကိုလှမ်းပြီးမှမြတ်စွာဘုရားကဘာမိန့်လို့ဆိုတော့အင်္ဂုရနတ်သားတဲ့တရားသင်သည်မဟာဒါနဓမင်းဤချောင်းစီကြီးစွာသောအလိုဒါနကိုဒိဏနာနုပေးလူအပ်ခဲ့သည်မဟုတ်တုံလောအင်္ဂုရနတ်သားကသာသနာပကာလမှာဖိုကနောက်တီစီတံပြီးမှအဲ့မှာအများကြီးချက်ပြုတ်ပြီးမှဓမင်းချောင်းစီမောင်းတီးပြီးလှူဒန်းခဲ့တဲ့ဒါနကောင်းဖို့တော့နတ်ပြည်ရောက်လာတာသာသနာပကာလဘယ်တကြီးဘယ်ကာလအဲ့ဒီကောင်းမှုကြောင့်သူကနတ်ဖြစ်လာတာဆိုတော့ဘုရားသိတယ်တရားသင်သည်မာဒါနဓမင်းရေချောင်းစီကြီးစွာသောလူဒါနကိုဒိဏနာနုပေးလူအပ်ခဲ့သည်မဟုတ်တုံလောမမငါဗျာရှိတန်တိကေနိနာ၌နိတိဒိဋ္ဌဝါထိုင်နေရပြီးမှမဟိတိကေသူတကူကြီးကြကုန်သောဒီဝေသူနတ်မြတ်မှာပိသတ်တို့သည်အာကိသံတေသူရောက်လာကြကုန်သည်ရှိသောအပကဏဝနောက်သို့ဆုတ်ခွာဖယ်ရှားပေးရသည်ဖြစ်၍နိတိတိထိုင်နေရ၏အဋ္ဌဤသို့ဖြစ်ရခြင်း၌ကာရဏအကြောင်းကအဘယ်ပါနည်းမမငါဗျာရှိတန်တိကေအနိနာသို့အာကိစ္စလာခဲ့ပါလောဟုတ်ပေတာအစွန်ရောက်နေတယ်အင်္ဂုရနတ်သားကိုဘုရားလှမ်းပြီးတော့မေးတာအဲ့ဒီမှာအင်္ဂုရနတ်သားဟိုးနတ်ပိတအစွန်ကလက်အုပ်ချီပြီးမှဗန္ဒီဘုံတော်ကြီးမားတော်မူပါသောမြတ်စွာဘုရားဒက္ခိနေယနာမြတ်သောအလှူခံပုဂ္ဂိုလ်ဖြင့်သုံးညတန်စိတ်သုံး၍နေခဲ့ပါသောမေရှင်ဘုရားတပည့်တော်ဤမဟာဒါနသာသနာပကာလမှာလှူဒန်းခဲ့တဲ့ထမင်းကြီးချောင်းစီမောင်းတီးပြီးတော့လှူဒန်းခဲ့တဲ့အလှူဒါနကြီးသည်မေဘုရားတပည့်တော်အတွက်ကေအဘယ်အကျိုးရှိမှာလဲလို့ဘုရားထမင်းချောင်းစီမောင်းတီးပြီးကြီးကျယ်လှူခဲ့တာတော့ဟုတ်ပါတယ်ဘုရားသို့တော်သာသနာပကာလမှာမြတ်သောအလှူခံမရပါပေသကြီးတို့ဘာမရဘူးလေတိလတမာရိပညာပြည့်ဝတယ်မြတ်သောလူကံပုဂ္ဂိုလ်မရရှိခဲ့လို့မို့တပည့်တော်ရဲ့အလှူသည်တဲ့အကျိုးမကြီးမားတဲ့အတွက်အကျိုးပေးမထက်တန်တဲ့အတွက်တကူကြီးတဲ့နတ်မြတ်မာတွေရောက်လာတဲ့အခါဘုရားတပည့်တော်နောက်ဆုတ်ပေးရခြင်းဖြစ်ပါ၏ဗျာအိန္ဒကနတ်သားဟိုနသူ့နေရာသူထိုင်းနေတယ်ဖယ်မပေးရဘူးအဲ့ဒီအိန္ဒကနတ်သားကိုသူကလှမ်းရည်ညွှန်းပြီးမှဗန္ဒေဘုံတော်ကြီးမားတော်မူပါသောမြတ်စွာဘုရား
အယံအိန္ဒကောယေကောဟောဟောမြတ်စွာဘုရားရှင်ရဲ့လက်ရာပဲမေရောမိနတရဲ့နောက်နာမှာထိုင်နေတဲ့အိန္ဒကနတတိကဤသောအဲ့ဒီအိန္ဒကနတတိကပရိဒကံတဇွန်တယောက်မှအနေငယ်မြတ်သောဒါနဆွမ်းအလူဒါနကိုဒေဇသာသနာတွင်ကာလမှပေးလူခဲ့ရသည်ဖြစ်၍အိန္ဒကနတသာသနာတွင်ကာလမှာဆွမ်းလေးတဇွန်တယောက်မှလေအရှင်အနုရုဒ္ဓကိုသူကဆွမ်းလောင်းခဲ့တာတဲ့အဲ့တဇွန်တယောက်မှဆွမ်းလောင်းခဲ့တဲ့ကောင်းမှုနဲ့နတ်ဖြစ်လာတာတဲ့ဣန္ဒကနတ္တာဘယ်သာကြီးပဲနတ်သားတော့သာသနာတွင်ကာလဆိုတဇွန်တယောက်မှလှူတာပဲမဲ့အလှူခံပုဂ္ဂိုလ်ကပေးတဲ့ဣရသမารိပညာဂုံကျေးဇူးမရှိဘူးလားရှိသလားပရိဒကံတဇွန်တယောက်မှနေငယ်မြတ်သောဒါနဆွမ်းအလှူဒါနကိုဒိဇသာသနာတွင်ကာလမှပေးလူခဲ့ရသည်ဖြစ်၍တာရဂဏိចេတာယံတို့ရဲ့လည်းမဆန်တော်လာဝန်းကြီးသည်အတ္တိရောဇတိယထာအလုံးသောចេတာယတွေထက်သာလုံးပြီးတော့ထွန်းလင်းတောက်ပ၍နေသလိုသောအိန္ဒကိုရေခိုးထုမေရောမိနတရဲ့နောင်နာမထိုင်နေတဲ့အိန္ဒကနတတိကဒေဝပရိသမေဇေနဗျမပိသတ်တို့ရဲ့အလယ်မှာအမိဘယတပိတော်တို့ထက်အတ္တိရောဇတိလာဝန်းကြီးတထံသာလုံးပြီးထွန်းလင်းတောက်ပ၍နေရခြင်းဖြစ်ပါ၏မြတ်စွာဘုရားအဲ့ဒီအိန္ဒကနတ်သားဟာသာသနာ့တွင်ကာလတဇွန်တယောက်မှလေအခုဓမ္မပိသတ်တွေမန္တလေးရွှေမြို့သူရွှေမြို့သားတွေနေတိုင်းဆွမ်းမလောင်ဘူးလားလွန်သလားသာသနာတွင်ကာလမှလားသာသနာပကာလမှလားဒီတန်ဖိုးကိုသိကြသာသနာပလှူခဲ့တာဟိုမှာသမင်းချောင်းစီမောင်းတီးလှူတာသာသနာတွင်တဇွန်တယောက်မှလှူတဲ့အိန္ဒကနတ်သားနဲ့ဘုံတကူရင်တူရဲ့လားမတူဘူးအကျိုးပေးခြင်းတူရဲ့လားကိုရောင်ကိုဝါခြင်းတူရဲ့လားအဲ့ဒါပြည့်တဲ့ကိုတန်ဖို့သိဖို့ရတို့သာသနာတွင်ကာလကြုံနေရတာဘုရားတရားတွေနာခွင့်ရနေတာဩသာသနာ2552နှစ်ကြာသည့်တိုင်အောင်ဒီတရားတွေမကွယ်မပြောက်တာတန်ခါကျေးဇူးဘသူတွေရဲ့ကျေးဇူးတော့အင်္ဂါတော်တွေစာပေပရိယာမပုတ်မချတော့ဘူးမသိမအံတော့ဘူးစာသင်တိုက်တွေအကုန်လုံးကအတန်တိတ်ကုန်ပြီလူတွေကလည်းကိုယ်စည်းပွားရေးတော့ကိုယ်ပဲစိတ်ဝင်စားတယ်ဘာသာရေးမပေးတော့ဘူးဆိုရင်ဒီတိုင်းပြည်မှာသာသနာကွယ်သွားမယ်သဘောပေါက်ရလားဒါကြောင့်သဇွန်ပြောင်းမှပဲဖြစ်စေဟင်းကောင်းသည်မကောင်းသည်ဖြစ်စေငါပြီးချက်ကလေးနဲ့အတူလေးနဲ့လေစာသင်သားဘဝမှာမြိန်တာပဲမှန်လားပြည့်တယ်ကြီးဓမ္မဂတိကအကျော်အမော်တွေဖြစ်ကမ္မထာနာစရိယအကျော်အမော်တွေဖြစ်ပြီးဆိုရင်ဟဲ့လားဘွဲ့လူဂုံလူတွေဒေါက်တာဘွဲ့တွေဂုရုဘွဲ့တွေတတိတန်းကြီးနဲ့ဖြစ်ပြီးတော့လူတွေကလူကြတန်းကြပေါ်ရှမ်းနေတာမစားနိုင်တော့အဲ့ကြတော့အသက်အရွယ်လည်းကြီးသွားပြီစီးကြိုတို့သွေးတို့ကလည်းဝင်လာပြီမစားနိုင်တာမှခင်ဗျားတို့ကြွေးတယ်တော်ခက်တယ်ပိဿကြီးတကယ်ငတ်တာစာသင်သားဘွားပါဦးဇင်းတို့မမေ့ဘူးမစိုးရိမ်မှစာသင်ခဲ့တယ်မန်းလေးစာရောက်တဲ့နှစ်ဟာလားမိုးတွေလည်းကောင်းလိုက်တာဆွမ်းခါရစိတ်မန်းထဲမှာစိတ်မန်းနဲ့အနှိမ့်မို့လားနှိမ့်တော့ရေတွေလွှမ်းလို့ဆွမ်းခါရနဲ့ရေပြည့်နေဆွမ်းခါလို့မရတော့ဒုက္ခရောက်ရောဘုံလောင်းတူးစားခဲ့ရတယ်ဘုံလောင်းတူးစားခဲ့ရမမေ့ပါဘူးပိဿကြီးဘုံလောင်းနေအများကြီးရှင်သိကောင်းတယ်ဆွမ်းခါအိမ်မရှိတဲ့ကိုရိုတွေအများကြီးရှိတယ်အဲကြောင့်ဘုံလောင်းဟာဥပုပ်နေ့မှာလောင်းကောင်းတာမဟုတ်ပါဘူးကြံတဲ့နေ့တွေလည်းလောင်းကောင်းတယ်ဟုတ်လားပိဿကြီးတို့အဲတော့တဇွန်တယောက်မှလေးပဲဖြစ်ဖြစ်တို့သာသနာတွင်ကာလမှာဗုဒ္ဓသာသနာကိုစောင့်ရှောက်ခွင့်ရတယ်ဆိုတဲ့စိတ်နဲ့ရိုးရိုးသေးသေးလောင်းကြမှန်လားပိဿကြီးအဲ့မှာမြတ်စွာဘုရားအိန္ဒကနတ်သားကိုတဖန်မေးအိန္ဒကနတ်သားတင်ကတော့ရောက်ကြတဲ့ဒီနားမှာအိန္ဒိယထိုင်းနေတယ်တဲ့အင်္ဂုရနတ်သားလို့တကုတ်ကြီးတဲ့နတ်ပြမာတွေရောက်လာတော့သင်ဖယ်မပေးရဘူးတဲ့အဲ့ဒါဘာကြောင့်လို့လဲဆိုတော့ဗန္ဒီဘုံတော်ကြီးမားတော်မူပါသောမြတ်စွာဘုရားအဟံတပိတော်သည်ဒုက္ခိတေလေယမြေကောင်း၌ကောင်းတဲ့မြေစီမြေလွမ်းမြေဩဇာတွေပြည့်နေတဲ့ကောင်းမြတ်သောလေယမြေခွက်၌
အပကဘီဇံအနေငယ်သောမျိုးစေ့ကိုဝပနကတကောဝိယစိုက်ပျိုးတဲ့လေသမားလိုဒက္ခိနေယတံပတံမြတ်သောအလှကံပုဂ္ဂိုလ်၏ပြည့်စုံခြင်းကိုလက်ထံဖရာတပည့်တော်ရရှိခဲ့ပါ၏မြတ်စွာဘုရားတပည့်တော်ကတော့ကောင်းမြတ်တဲ့လေယာမြေမှာရေစီမြေနွားမြေဩဇာတွေပဂတိကောင်းမွန်တဲ့မြေကွက်ထဲမှာမျိုးစေ့အနေငယ်လေးစိုက်ပျိုးပြီးမယ်လို့ပေးတတ်ကြီးအသေးနှံကမဖွင့်ပြိုးဘူးလားမြေအကောင်းနေလေပိုင်းလာပေးတတ်ကြီးသာသနာတွင်ကာလမှာအလှကံပုဂ္ဂိုလ်တွေကဒုက္ခတာသီလသမာဓိပညာပြည့်ဝတဲ့အလှကံပုဂ္ဂိုလ်တွေကလေယာမြေကောင်းနဲ့တူတယ်တဲ့အဲ့မှာဧကနတ္တဥပမာအမျိုးမျိုးနဲ့လျှောက်တာပါကြက်တီးကုန်းဖြစ်တဲ့ဘာမှမြေစီမြေလွှာမြေဩဇာဘာမှမရှိတဲ့ကြက်တီးကုန်းဖြစ်တဲ့လေယာမြေမှာပရိသတ်ကြီးတို့မျိုးစေ့တွေအများကြီးကျဲအပင်တန်မမလားမြေကကြက်တီးကုန်းမြေစီမြေဩဇာမှမရှိတာအဲ့လိုဆိုရင်အသီးနှံရောဖွင့်ပြိုးပါမလားမဖွင့်ပြိုးရင်လေလုတ်တဲ့လေသမားလည်းဝမ်းသာရပါမလားဟုတ်လားအဲ့လိုပါပဲဖေဟာတဲ့သာသနာပကာလဆိုတာမြတ်သောလူကံပုဂ္ဂိုလ်မရတော့ကြက်တီးကုန်းမှာမျိုးစေ့တွေအများကြီးကျဲတယ်လို့ပါပဲတဲ့ပေါက်လာတော့ပင်ဟာနည်းနည်းလေးရဲ့တဲ့သာသနာပကာလမှာဒုတိလသီလသမာဓိပညာဘာမှမရှိတဲ့အလူကံပုဂ္ဂိုလ်တို့ထံမှာလူဒန်းတဲ့အလူဒါနဘလောက်များပြီမဲ့လို့အကျိုးပေးကြတော့ပေးတတ်ကြီးနည်းသလားများသလားနည်းတယ်လေအင်္ဂုရနတ္တဟိုးနောက်ရောက်သွားတယ်သာသနာပကာလမှာလူခဲ့တာဟုတ်အဲ့ဒီလိုအိန္ဒကနတ်သားကလျှောက်ပါတယ်လေယာမြေကကောင်းတယ်ဆိုရင်မျိုးစေ့နည်းနည်းလေးချပေမဲ့အပင်တွေကစီပင်ဖွင့်ကျိုးပြီးတော့မှလေလုတ်တဲ့လေသမားတွေဝမ်းသာရတယ်လို့ပါပဲတဲ့သာသနာတွင်ကာလကတစွန်းတယောက်မှလိုရတာပေမဲ့လို့အလူကံပုဂ္ဂိုလ်ဒီဟုသောလေယာမြေကမြေစီမြေလွှာမြေဩဇာနဲ့တူတဲ့သီလသမာဓိပညာပြည့်ဝတဲ့အတွက်ကြောင့်ဒါဘိတော်ရဲ့အလူဒါနအကျိုးကြီးချောင်းပါဗျာလို့လျှောက်ထားတော့ဘုရားမြတ်စွာတပံဟုအင်္ဂုရဏတာအင်္ဂုရဏတဒါနနာမလူဒါနဆိုရဝိစေယဉာဏ်ပညာဖြင့်ရွေးချယ်စီစေ၍ဓာတုံလူချင်းငါဝတ္တတိသင်ဤအလူတဲ့အခါဉာဏ်ပါပါစေပရိသတ်ကြီးတို့ဘာပါရမှာတော့ဆောင်းတွင်ကြီးမှာပံကာမလိုပါသဘောပေါက်လားနွေရာသီမှာပံကာလိုတယ်နွေရာသီမှာခြုံဆောင်နွေထွေးတွေမလိုပါကာလဒါနဖြစ်အောင်လှူရတယ်အဲ့ဒီအတွက်ကြောင့်ပေးတဲ့ဉာဏ်မလိုဘူးလားလူတွေကြောင်းတိုက်တိုက်မှာလှူတယ်ဆိုတာအဲ့လိုလူတာကိုရွေးချယ်ပြီးလှူရတယ်ဟုတ်လားဟောမှာဟိတတီထောင်ကားစားတော့မို့စာသင်ကတီထောင်ကားစားတချို့မှာဥရီမပြည့်စုံဘူးဥရီကောင်းတန်တန်ရှင်းရှင်းမရှိဘူးထယံလေးဝါရီဝကတ်တွေနဲ့ကာယံပြီးတော့ဖြစ်တယ်လို့စာသင်တိုက်တီထောင်ကားစားလို့ရိတ်တာတီထောင်ကားဆင်းရဲတာဟုတ်မပြည့်စုံလူလည်းမသိသေးဘူးလေမှန်လားပြည့်တဲ့ကြည့်အဲ့လိုအဲ့ဒီနေရာမျိုးမှာဒကာဒကာမတွေတချို့တထေးတွေကဖယားဒကာဖယားအမခံဖို့ဇေဒီတဆူတဲခြင်းနဲ့ဆိုအဲ့ဖယားလူဖို့တော့ပေါ်တယ်အဲ့ကိုမှတဲတဲ့စာသင်တိုင်းထဲကိုတော်တွေမလုံမလင်းတဲ့ဟိုမှာကုရီတက်နေရတယ်အဲ့လေးလူပါလေဆိုအိမ်သာဒကာဒကာမကုရီဒကာဒကာမကြတော့တော်တော်ရှားတာပဲတကယ်တမ်းကြဘိတ်သက်ကြီးလူအပ်တဲ့နေရာမှာညံနဲ့ရွေးပြီးလှူရတာကကျိုးမများဘူးလားအဲ့ကြောင့်ဒါနနာမလူဒါနဆိုရဝိစီယဉာဏ်ပညာဖြင့်ရွေးချယ်စီစေ၍ဓာတုံလူချင်းငါဝတ္တတိသင်ဤလို့မြတ်စွာဘုရားကအဲ့မှာအလူဒါနလှူတဲ့အခါရာဂဒေါသမောဟအလူစုအိဆာကင်းတဲ့မြတ်သောလူကံပုဂ္ဂိုလ်တို့ထံလှူဖို့တို့မဟုတ်ရင်လည်းယာဂဒေါသမောဟအလူစုကင်းအောင်ကျင့်နေကြတယ်ပရိယပฏิပတ်အလုအထုတ်နေတဲ့မြတ်သောအလူကံပုဂ္ဂိုလ်တို့ထံမှာလှူဖို့အဲ့မှာလှူပုံလှူနည်းဘုရားကဟောနတ်ပြည်မှာဟောတဲ့ဒါနတရားနတ်ပြည်မှာဟောတဲ့ဘာတရားဟိုးအောက်ကဘုရားဖို့နတ်ပြည်ဆင်းတာဖို့စောင့်နေပေးတယ်အကုန်ကြားရတယ်ဒေသနာပရိယောသနေဒေသနာတော်ရဲ့အဆုံးမှာအိန္ဒကောဇအိန္ဒကနတ်သားသည်၎င်းအင်္ဂုရောဇဟိုပိသအစွန်ရောက်သွားတဲ့အင်္ဂုရနတ်သားသည်၎င်းသောတာပတ္တိဖလေးသောတာပတ္တိဖို့၌ပဋိဋ္ဌဟိန္တု
ကောင်းစွာမသွေဒီတံဆက်ရောက်ခဲ့ကြပါပေကုန်တည်းဒေသနာလည်းဆိုရောအင်္ဂုရနတ်သားရောအိန္ဒကနတ်သားရောနတ်သားနှစ်ပါးသောတာပန်တည်တယ်ပါတီသွားအဲ့လိုနတ်ပြည်မှာဒါနတရားဟောပြီးပြီဆိုမှတထလူနတ်ပြမတတ္တဝရိဆရာတဆုဖြစ်တော်မူသောဗျာရှင်ကိုယ်တော်မြတ်ကြီးသည်ပါရိသရကမူလမိပင်လုံးယူဇနာ90အဝန်းယူဇနာတရားစိမ့်ပြဆိုပြေမြရောင်ဝေသည့်နတ်ပြည်သမင်းပင်လည်းကသစ်ပင်ရင်၌ပန္ဒုကပလနာမဂေတိလာတတိပန္ဒုကပလအမြင်ရသောမြတ်ကျော်ဖျားထက်၌ပန္ဒုကပလနာမဂေတိလာတတိအလယံယူဇနာ60အနံယူဇနာ90တင့်တဲ့ရောင်လျံခေါင်ယံပမာကဗလနုနုမြပန္တု၌အာတိဇဝတ္တသစ္ဆန္တိလူလင်ကဲ့သို့တန်နိသိဏောပြောင်းရှင်ဝင်းဝင်းရောင်ရှင်လင်းလျက်တရင်သုံးပွဲလျောစံနေတော်မူပြီးသည်ရှိတော်တသပညာယသိစရာရှိသမျှစင်ငါအောင်မကြံတကယ်သိနိုင်တဲ့အဓိပတိအတယေလယံသဗ္ဗညုတရွှေဉဏ်တော်မြတ်ကြီးဖြင့်မာတရမြင့်မှုတောင်ဥမကကျုတိကျေစုအရှင်မွေသမီးခင်ဖြစ်ခဲ့တဲ့မေတော်တန်တုတ်တိဒါနသားကိုပါမုခံကတဝအကြီးအမှုဥစည်းအဖြစ်ကိုတင်သည်ဖြစ်၍ဒေဝနံဇာတိခေပေါင်းတတောင်းမှခါညောင်းကလာနတ်မြမာတို့အားအဘိဓမ္မကထာမေကံကုသလဓမ္မအကုသလဓမ္မအဗျကတဓမ္မအစဖြာသည့်အဘိဓမ္မာဒေသနာတော်မြတ်ကြီးကိုတံဘဝတယေတန်ရှင်သာယတိတာအလွယ်နာဘဝတနှင့်ဖယုဖယကင်းလျက်လုံးနှစ်ပဲ့တင်ထင်ငါခေါ်တန်ရှိဖို့ဖြင့်ကျွဲကြငိမ့်လေးအစဉ်အေအောင်ရင်ကျွေးဟောကြားတော်မူလိုက်ပါပေတည်းအဲ့ဒီမှာမေတော်မိနတာအမှုရှိတယ်နတ်ပြမပိတ္တတေအဘိဓမ္မာခုနှစ်ကျမ်းဟောတယ်အဘိဓမ္မာဘယ်နှကျမ်းလိုက်ဆိုဓမ္မသင်္ကနီကျမ်းဝိပင်ကျမ်းဓာတုကထာကျမ်းပုဂ္ဂလပညာကျမ်းကထာဝတ္ထုကျမ်းယမိုက်ကျမ်းနောက်ဆုံးအခုအွန်လိုင်းကြီးတွေနဲ့ရော့နေတာဘာကျမ်းလဲပဋ္ဌာန်းကျမ်းလို့အဘိဓမ္မာဘယ်နှကျမ်းလို့ဓမ္မသင်ဝိပင်ကဒွါရတယစီ6ရက်ကြာကျမ်းသာတုတ်ရဲ့နှင့်ပုဂ္ဂလ9ရက်ဟောမြဲဆုံးကြီးကရဝရရှင်မြီဝိသပယမိုက်ကျမ်းဘေဇဝိပဋ္ဌာနာရဲ့လို့လာသုံးမိမေတော်မိကိုဟောသည်ယတံခြေတော်ပညာရှင်တွေကအဲ့ဒါဝိနနတ်ပြည်မှာလူရက်အဖြစ်ဝါတွင်းသုံးတာအဘိဓမ္မာဟောဖို့ပိုင်းခြားပြီးတော့ပြခဲ့တာဓမ္မသင်ဝိပင်ကဒွါရတယစီဓမ္မသင်္ကနီကျမ်းကို12ရက်ဟောရတယ်တဲ့ဓမ္မသင်္ကနီကျမ်းဘယ်နှစ်ရက်လဲဝိပင်ကျမ်းလည်း12ရက်ဟောရတယ်12လီ24ရက်ရှိတာဝါဆိုလပြည့်နေရစာဟောတာ6ရက်ကြာကျမ်းဓာတုတ်ရဲ့နဲ့ဓာတုကထာကျမ်း6ရက်ဟောရတယ်တဲ့အဲ့တော့24ရက်နဲ့6ရက်နဲ့ပေါင်းတော့ရက်ပေါင်း30ဆိုတော့လအဖြစ်ဝါဆိုလပြည့်နေအောင်ဟောတယ်ဆိုရင်ဘယ်ရောက်တာဝါကောင်လပြည့်နေရောက်ဟုတ်လားပြည့်တယ်6ရက်ကြာကျမ်းဓာတုတ်ရဲ့နဲ့ပုဂ္ဂလ9ရက်ဟောမြဲဆုံးကြီးပုဂ္ဂလပညာကျမ်း9ရက်ဟောတယ်ခုနရက်ပေါင်း30နဲ့9ရက်နဲ့ပေါင်းလိုက်တော့39ရက်ကထာဝတ်ရရှင်မီကထာဝတ္ထုကျမ်း10ရက်ဟော39နဲ့8နဲ့ပေါင်းတော့45ရက်ဆိုရင်တစ်လခွဲပေါ့ဟုတ်လားပြည်တယ်ဝိသပယမိုက်ကျမ်းကြတော့ရက်20ဟောရတယ်တဲ့လူတို့တတန်အဖြစ်ပေါ့
ရက်20ဟောဆိုခုန45နဲ့ရက်20နဲ့ပေါင်းတော့60နဲ့ဘင်ဇဝီပဋ္ဌာနာရေလူတဲ့အခုရွတ်နေရတယ်ပဋ္ဌာန်းကျမ်းကြီးကြ4နဲ့လွန်းလို့နဲ့နဲလွန်းလို့ကျင်ပြန်လွန်းလို့25ရက်ဟောရတယ်65နဲ့25နဲ့ပေါင်းတော့ရက်ပေါင်း90ဆိုတော့လာအားဖြင့်ဝါတွင်သာဝရိန္ဒနတ်ပြည်အမိနုဘူးဆက်တဲ့အနေနဲ့တက်ဟောတာကျတို့ဖယားဆိုလူသားဖယားလေသာဝရဖယားမဟုတ်ဘူးဟုတ်ပလားသာဝရဖယားကတော့ဆွမ်းစားဖို့လူချင်းမှလူမှာပေါ့ကျတို့လူသားဖယားကြတော့ဆွမ်းမစားပဲနေလို့မရတော့ကြတော့ဆွမ်းခံခြင်းရောက်ပြီဆိုလို့ရှိရင်နေမိတဖယားဖန်ဆင်းထားတယ်နေမိတဖယားကိုဤကနေဤအထိဟောရစီအဋိဋ္ဌံနေမိတဖယားဖန်ဆင်းထားကိုရောတိုင်းကတော့တပိတ်ပိုက်ဟိမွန်တာတော်ကိုအရင်ဝင်ပါတယ်ဟိမွန်တာတော်ကအနောတအိမ်မှာရှိတယ်ရေနဲ့မျက်နှာတော့တဲ့ခြေလက်သုံးတက်ဟိုလက်သုံးတက်ပြီးမှမြောက်ကျွန်းကိုဆုံးခံကြွားတာဘယ်တကြီးပဲဆုံးခံကြွားအဲ့မြောက်ကျွန်းဆုံးခံလှည့်ပြီးမှအဲ့မြောက်ကျွန်းကဆုံးကိုဟိမွန်တာယူဆောင်လာပြီးမှဟိမွန်တာတော်မှာအင်ဂျင်ပင်ကြီးအရေးသိကောင်းဆိုတယ်အင်ဂျင်ပင်တန်းကြီးရှိတယ်တဲ့အဲ့ဒီအင်ဂျင်ပင်ကြီးတွေအောက်မှာလဲကြောက်ဖြာကြီးညီညီညာညာနဲ့ဝိုင်းတော့တယ်အဲ့ဒီအင်ဂျင်ပင်ကြီးရဲ့အောက်ကကြောက်ဖြာပေါ်မှာဗုဒ္ဓဆွမ်းဖုံးပေးပါတယ်ဆွမ်းဖုံးပေးတဲ့အချိန်မှာဘသူကလာရောက်ပြီးတော့ဝကြီးဝုန်းငယ်ပြုတ်တယ်ဆိုတော့ဘုရားအောက်မှာဉာဏ်ပညာအကြီးဆုံးဖြစ်တဲ့အရှင်သာရိပုတ္တရာဘသူပါလဲအရှင်သာရိပုတ္တရာကဗုဒ္ဓရေဘူးရေချမ်းကမ်းလှမ်းပြီးတော့ဆွမ်းဖုံးပေးခြင်းမှာဝကြီးဝုန်းငယ်လာပြုဆွမ်းဖုံးပေးတဲ့ကိစ္စပြီးပြီဆိုတော့အဲ့နတ်ပြည်မှာအကျယ်ဟောခဲ့တဲ့အဘိဓမ္မာကိုဗုဒ္ဓမြတ်စွာကဟိမွန်တာအင်ဂျင်ပင်အောက်ပါဉာဏ်ကြီးတဲ့အရှင်သာရိပုတ္တရာကိုခတ်ကျင်းချင်းလေးဟောတာဉာဏ်ကြီးတဲ့သူတွေကိုတရားဟောရင်အရှိကြီးဟောကြမလို့ဟုတ်ပလားခတ်ကျင်းချင်းလေးဟောတာအခုတော့ကျတို့2 နာရီဟောတယ်သဘောပေါက်လာတယ်မသိပါဘူးမပေါက်အောင်ပြောနေရတာစိတ်ထဲရောက်ရင်ပိုကောင်းတာသဘောပေါက်ရင်မရဘူးကြောထိဖောက်ထွက်သွားကောင်းတယ်တရားကမှနားထဲနဲ့ရှံထွက်တယ်စိတ်ထဲမရောက်ကြဘူးဒါကြောင့်ဓမ္မဂတိကလည်းအာပေါက်တာပဲဖတ်တယ်ဟုတ်လား5 ပါးသီလကျုပ်ဟောနေကြာပြီ9 နှစ်တောင်ရှိပြီကံကောင်းကြပါစေဆိုနာမည်နဲ့ဟောနေတာဈေးထဲမှာခုဒီဈေးဆရာတော်မှာပဲဟုတ်ပါလားကြောင်းတဲ့တယောက်ဟာယုံကြည်ကြည်ဆက်ဆိုင်နေတဲ့အဆင့်ကိုမရောက်သေးပါဘူးအဲ့တော့ပိဋကကြီးတို့တရားနာတယ်ဆိုတာစိတ်ထဲရောက်နာတယ်အိမ်ကိုပါအောင်နာရတယ်ပိဋကကြီးဘယ်လိုနာရတာလဲဉာဏ်ကြီးတဲ့သူတွေကတော့ခက်ချင်းချင်းလေးပြောလိုက်သိသွားရင်သဘောပေါက်သွားရှင်နိုင်ပုတ္တရာဉာဏ်ကြီးတော့အတူလေးဟောတာသာရိပုတ္တသရောကြီးသိကြသာရိပုတ္တရာဣဇဒီနိမယငါဘုရားရှင်သည်ဧတကောဓမ္မောဤမြတ်တိုင်းရှိတဲ့အဘိဓမ္မာတရားဒေသနာကိုတေတိတောနတ်ပြည်မှာဟောထားအပ်ခဲ့ပြီငါဘုရားဒီနေ့တော့နတ်ပြည်မှာအဘိဓမ္မာတရားဒီကနေဒီအထိဟောခဲ့ပြီတဲ့ခက်ချင်းချင်းလေးဟောတာဉာဏ်ကြီးတဲ့ကိုယ်တော်ကြီးအကျယ်ချက်ပြီးသိတယ်ဗျတောသင်္တိယတနောမိမိယံဒီဝတိကနာနီးနေတပိဖြစ်ကြကုန်သောဘိက္ခုနံ900ကုန်သောယံတို့အဝါစေဟိထပ်ဆင်းပြီးတော့ဟောပြောပို့ချပြသပါလေသင်အခုငါဘုရားဟောတဲ့ပြီးတော့ပါဦးတဲ့သင်ရဲ့တပိယဟန်900ကိုတဆင့်ဟောပြပို့ချတဲ့ဘုရားကစာချခိုင်းတယ်အလုပ်ခိုင်းအဲ့နတ်ပြည်မှာကျေဟောတယ်ဘုရားကဟိမွန်တာအင်ဂျင်မင်အောက်မှာရှင်သာရိပုတ္တရာကိုခတ်ချင်းချင်းဟောတယ်နတ်ပြည်ကပြီးဓမ္မလူပြည်ဘယ်လိုရောက်တယ်လဲဆိုတာခင်ဗျားတို့သိဖို့ပြောနေတာသဘောပေါက်လားအဲ့ခတ်ချင်းချင်းလေးဟောလိုက်တဲ့တရားကိုရှင်သာရိပုတ္တရာကသူတပိ900ကိုမကျင်းမကျဲဟောတယ်ဘယ်လိုဟောလဲနတ်ပြည်မှာဟောတဲ့ဘုရားကိုယ်တိုင်ဟောတာကြဝိထာရနိခေါ်တယ်အကျယ်နိရှင်သာရိပုတ္တရာကိုဘုရားကကျင်းချင်းဟောတာကြသင်္ခေပနိခေါ်တယ်အဲ့ဒီရှင်သာရိပုတ္တရာနဲ့သူတပိယဟန်900ကိုမကျင်းမကျဲဟောကြနာတိဝိထာရနာတိသင်္ခေပခေါ်တယ်အဘိဓမ္မာလူပြည်ကိုဒီလိုရောက်လာတာအဲ့ဒီရှင်သာရိပုတ္တရာရဲ့ဓမ္မိယဟန်900တခြားမဟုတ်ဘူးသူကအရင်တော့လင်းတို့သားတွေကဖြစ်လာတယ်လင်းတို့ဖြစ်ခဲ့တာလေကတ္တဗမြတ်စွာဘုရားသာသနာတော်က
လိုင်ကူကြီးထဲမှာလင်းတို့တွေအတွဲလျာဆွဲပြီးတော့အဲ့မှာနေကြတုံးမှာယဟန်တော်နှစ်ပါးအဲ့လိုင်ကူကြီးထဲမှာအဘိဓမ္မာရွတ်တာလေဘယ်သာကြီးဘာရွတ်ပါလေတန်နေတန်ထားနဲ့သာသာရရွတ်တော့နေတိုင်းဒီတန်ကြားနေတော့လင်းတို့တွေစိတ်ချမ်းသာကြည်နူးစရာကောင်းတဲ့အတန်ပဲတရိစ္ဆာန်တွေဆိုပိဋကကြီးကုသိုလ်အကုသိုလ်လို့သိပါမလားမသိမှတော့ကုသိုလ်အကုသိုလ်ဒါခန္ဓာအရဏဓာတ်သစ္စာဘာမသိဘူးကြည်နူးတဲ့စိတ်ကြည်ညိုတဲ့စိတ်နဲ့နားထောင်အဲ့ဒီအဘိဓမ္မာနာတဲ့ကျေစုတဲ့လင်းတို့ဘွားကရောက်တော့နတ်ပြည်ရောက်ကြတယ်လင်းတို့900ဘယ်ရောက်နတ်ပြည်မှာပိဋကကြီးနတ်စည်းစိမ်ခံရတဲ့ကတ္တပဘုရားသာသနာနေ့အဲ့နတ်စည်းစိမ်ခံတဲ့ဒီဂေါရမဘုရားသာသနာကြတော့တောရိမျိုးမှာအမျိုးသား900လာဖြစ်တာအခုနဘုရားရေမီးစုံစုံတကုတ်ကုန်ပြတော့သွားဖူးတာကြည်ညိုပြီးတော့ရှင်လိုက်ဗုဒ္ဓထံမှာယဟန်ဝတ်လိုက်ကြတာအဘိဓမ္မာနာတဲ့ကျေစုမှန်လားပိဋကကြီးအခုတော့ပဋ္ဌာန်းပွဲတွေပဋ္ဌာန်းရာတွေရက်ွက်တွေထဲမှာဧတုဝိသယောအာရမဏဝိသယောနဲ့ကိုတော်တွေကတော့တခါတည်းကောင်းသွားတော့ရောလို့တပားနဲ့တော့ဖယားဟိုမှာနေဝိဒဖယားဖန်ဆင်းပြီးတော့ထားခဲ့ပြီးတော့အဆက်မပြတ်အောင်ဟောတာလေဒါကြောင့်ကိုတော်ကြီးလည်းတဏှာရှိပြီဆိုတပားနဲ့မှလဲပြီးတော့အတန်ပြတ်ရလားအတန်မစဲပဋ္ဌာန်းပွဲကြီးတွေလောက်ပြီးတော့ကိုတော်တွေကတော့ညင့်နဲ့တက်ကောင်လို့အဲ့ဒါခင်ဗျားတို့အဘိဓမ္မာတရားပဋ္ဌာန်းပွဲလောက်ပဋ္ဌာန်းနာရလားကိုရီးယားကကြည်မပြတ်ပါဘူးဟုတ်မလားကိုတော်တွေကတော့အလှဲ့နဲ့လို့အတန်မပြတ်ရအောင်လို့လူတွေကကြကိုရီးယားကအလွတ်မခံနိုင်ဘူးတဲ့အောင်ပဋ္ဌာန်းပွဲလောက်တဲ့ရည်ရွယ်ချက်ကလည်းတို့ရက်ွက်မီးဘေးကင်းမှုတဲ့ခိုင်းနိဗ္ဗာန်ထိပို့နိုင်တဲ့အဘိဓမ္မာတရားနဲ့နဲတဲ့တရားကြီးကိုမီးကင်းဆောင်ခိုင်းတယ်ရည်ရွယ်ချက်တွေနှိမ့်နေတာကိုပြောတာဟုတ်ပါပြီတဲ့ကြီးပဋ္ဌာန်းကိုဘယ်လိုရည်ရွယ်ချက်နဲ့လုပ်ရမလဲဆိုတော့ပါလင်းတို့သား900တရိစ္ဆာန်တွေတောင်မှကုသိုလ်အကုသိုလ်ခန္ဓာအရဏဓာတ်သစ္စာနားမလဲပဲနဲ့နာခဲ့တာနတ်ပြည်ရောက်သေးရင်တို့လူသားဗုဒ္ဓဘာသာတရားတရားရှိပြီးသားကုသိုလ်အကုသိုလ်ဆိုတဲ့နာကြနားလဲထားတဲ့တို့လူပုဂ္ဂိုလ်တွေနာရင်တရိစ္ဆာန်တွေထက်တော့အကျိုးများမှာတရားနဲ့နာမယ်15မိနစ်နာရင်15မိနစ်နာရင်15မိနစ်နာကြည်ညိုတဲ့စိတ်နဲ့အခါလှုပ်ချီနိုင်ဝက်ဆိုနိုင်ဝက်နာတိချာနာတယ်ပဋ္ဌာန်းနာတာမှန်လားပိဋကကြီးအဲ့လိုနားတယ်ပြီးတော့ကြအဘိဓမ္မာနည်းနည်းလွန်းလို့တဲ့ပိဋကတ်တွေကွယ်ရင်အဘိဓမ္မာအစကွယ်မှာတဲ့အဘိဓမ္မာ9ကျမ်းမှာဒီပဋ္ဌာန်းကျမ်းအစကွယ်မှာပဲတဲ့အခုကိုပဋ္ဌာန်းချနိုင်တဲ့ဘုန်းကြီးကအတော်နည်းသွားပြီတို့နည်းနည်းတယ်မှန်လားပိဋကကြီးဒါကြောင့်တိရစ္ဆာန်တွေနာတာတော်မှအကျိုးရှိရင်လူတွေအဘိဓမ္မာပဋ္ဌာန်းတရားနာရင်ပို့အကျိုးမကြည့်ဘူးလားအဲ့ဒါကိုသိရတယ်ပဋ္ဌာန်းပွဲလုပ်တယ်ဆိုတာယူသေးသေးလေးစားနာယူတဲ့ပုဂ္ဂိုလ်လည်းရှိရတယ်မှန်လားပြတဲ့ကြီးအဲ့မှာရှင်ဗုဒ္ဓသူတပိယဟန်900ထပ်ဆင်ဟောတာအဲ့ယဟန်900ပထမဆုံးဗိဓမာဆောင်နေဖြစ်လာတာလူလောကမှာညဇောဘုရားတော့နတ်ပြည်ပြန်တက်ပြီးတော့နေဝိဒဘုရားဟောလို့ရောက်တဲ့နေရာနေဆက်ဟောတာဒီနည်းနဲ့ဘုရားအဘိဓမ္မာဟောလာတာတရင်ကျွတ်ဖို့9ရက်လောက်အလိုရောက်လာနောက်ဆုံးပဋ္ဌာန်းတရားကြီးအဆုံးသတ်ဖို့ရာ9ရက်လောက်အလိုရောက်လာတော့ဘုရားဖို့စောင့်နေတဲ့36ဦးသဏ္ဍာန်မြေဧရိယာအတွင်းကဖွေးနေတဲ့လူလူပေးတတ်ကြီးကဖြစ်မောက်ကလံဝိုင်းလျှောက်တာဗန္ဒီရှင်ဘုရားမောက္ကလံဤတော်ဤနေ့မှာတတ္တမေတိဝတိ9ရက်မြောက်သောနေ့၌မဟာဘဝရဏသရင်ကျွတ်လည်းဖြင့်မဟာဘဝရဏနေ့သည်ဘဝေတတိဖြစ်ပါလိမ့်တော်မူဒီကနောက်9ရက်မြောက်ရင်သရင်ကျွတ်လပြေတော်မယ်ဖရာတတ္တမြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးဩတရဏဌာနဆင်းသက်တော်မူမည်အရာကိုဩတရဏဒီဝတံဆင်းသက်တော်မူမည်နေ့ကိုသင်ညာတုံသိခြင်းကဝတ္တတိသင်ပါ၏ဘုရားမြတ်စွာဘုရားတာဝရိန္ဒနတ်ပြည်ကနေဆင်းသက်တဲ့အခါဘယ်အယဘယ်ရေသမှာဆင်းသက်မှာလဲဖရာဟောဒီတာဝတိမြို့မှာပဲဆင်းတော်မူမှာလားတပည့်တော်တို့သိရင်လည်းဖရာဖူးခြင်းလို့ပဲသာကြီးတို့ဘာဖူးခြင်းလို့တဲ့ကျမောက်ကလံကိုလျှောက်ထားတော့အရှင်မောက်ကလံက
အဲ့ဒီပိတ်တိုက်ရှေ့မှာငုတ်ခနဲ့ဆိုမြေကြီးထဲဝင်ချသွားတာတကူတွေဂုံတွေအင်မတန်ကြီးညိုစရာကောင်းတဲ့တရားဒီတရားတက္ကမတွေရှင်ငုတ်ခနဲ့ဆိုမြေကြီးထဲအောက်ဝင်ချသွားတာပြီးတော့မှငါတာဝရိန္ဒနတ်ပြည်တက်တာတက္ကမတွေအကုန်မြင်စေတည်းလို့အဋိဌံပြီးမှမြင်းမို့တောင်ချေရနေပြီအဲ့တာဝရိန္ဒနတ်ပြည်တက်တာဖြည်းဖြည်းချင်းမြောက်တက်သွားတာတက္ကမတွေလက်အုပ်ချီပြီးတော့ကြည်ညိုနေကြတယ်အရှင်မောက်ကလန်ဘသူပါလဲတာဝရိန္ဒနတ်ပြည်ရောက်တော့ဗန္ဒီဘုံတော်ကြီးမားတော်မူပါသောမြတ်စွာဘုရားပရိသတ်လူပြည်မြေပြင်36ယူဇနံမြေဧရိယာအတွင်းမှာရှင်ဘုရားတို့နတ်ပြည်ကဆင်းသက်တာကိုဖူးမြော်ဖို့စောင့်နေကြတဲ့ပရိသတ်အပေါင်းတို့သည်တုံမာကန်ရှင်တော်မြတ်ဘုရားတို့ကိုဒိဋ္ဌဝဝနတ်ပြည်ကဆင်းသက်တာဖူးမြင်ပြီးမှသာလျှင်ကန္တုကာမပြန်လိုကြပါကုန်၏ဖျားတုံမေရှင်တော်မြတ်ဘုရားတို့သည်ကတ္တဗေယဌာနဗေရိသမဩရောဟိတထဆင်းသက်တော်မူပါမည်နိဖျားမြတ်စွာဘုရားဘယ်မှာဆင်းသက်မလဲဖျားဆိုတော့တောင်းတော်ကြီးမောက်ကလန်သင်ရဲ့နောင်တော်ကြီးဖြစ်တဲ့သာရိပုတ္တရာနဲ့အဘိဓမ္မာဆောင်ယဟန်900တို့ဘယ်မှာဝါဆိုဝါကတ်တုံးနဲ့ဘုရားမေးတော့သင်္ကတ္တနဂရေသင်္ကတ္တမြို့မှာပေတကြီးတို့ပဲမြို့မှာတဲ့သင်္ကတ္တနဂရေသင်္ကတ္တမြို့မှာဝတ္တံဝါသောဥပကတောကရောက်ပါ၏မြတ်စွာဘုရားရှင်လိုက်ပုတ္တရာနဲ့သူတပည့်ယဟန်အဘိဓမ္မာဆောင်900တို့ကသင်္ကတ္တမြို့မှာဝါဆိုဝါကပ်ပါတယ်ဗျာလို့လျှောက်ထားတော့အဲ့ဒီအရှင်လိုက်ပုတ္တရာနဲ့အဘိဓမ္မာဆောင်တွေကိုချီးမြှောက်ဖို့တယ်အဟံငါဘုရားရှင်သည်ဤတော်ဤနိမတတမေတိဝတိ9ရက်မြောက်သောနေ့၌သင်္ကတ္တနဂရဒွါရီသင်္ကတ္တမြို့ရက၌ဩရောဟိတမိဆင်းသက်တော်မူမည်ဩဒရိတမိဆင်းသက်တော်မူမည်မင်္ဂဘုရားကိုဓာတုကမဖူးမြင်လိုကြတဲ့တရားဓမ္မပိသတ်တွေဟာတတတို့သင်္ကတ္တမြို့ရကသို့အာကိစံတို့လာရောက်ကြစီငါဘုရားဖူးခြင်းနဲ့ပိသတ်တွေအဲ့သင်္ကတ္တမြို့အရောက်လာမိတ်ရှိရတော့မှရှင်မောက်ကလူပြည်ပြန်ဆင်းလာတရားဓမ္မတို့ဒီကနေနောက်9ရက်မြောက်တည်င်းကျော်လာပြည့်နေဘယ်နေ့တဲ့ဒီတရားအဲ့နေဟောရင်သိကောင်းတာပဲအဲ့နေကြပြန်လို့စူးညာကြောက်ပြီးဖောက်ဗုဒ္ဓဘာသာတွေလုတ်နေပြီးတော့မှတရားဟောနေလို့ဟောနေမှမသိဘူးစူးညာကြောက်ပြီးဖောက်ဟောနေထူးနေမြတ်မှန်းဘာမှသိတော့လူတွေကဘာသာရေးကိုဘာသာကိုဖြစ်မှပြက်တယ်သိရလားပိတကြီးသူများဖြက်လို့မပြက်ဘူးကိုကမလေးမဆန်းနဲ့ဖြက်စည်းမှကိုဘာသာပြက်တာတရင်ညောလာပြည့်နေ့မှာပြန်ဆင်းမယ်တဲ့သင်္ကတ္တမြို့မှာဆင်းမှာမို့ကဲသင်္ကတ္တမြို့အရောက်သွားကြဆိုရှင်မောခဏဥဆောင်ပြီးတော့မှတာဝတိကပိသတ်ကြီးဝါတွင်း3လစောင့်နေတဲ့ပိသတ်ကြီးအိုးမျိုးမျိုးနဲ့အဲ့မှာသင်္ကတ္တမြို့ခြိတက်ကြတယ်ညဆိုပြန်လဲတရင်ညောလာပြည့်နေ့ရောက်တော့အာဘိဓမ္မာပဋ္ဌာန်းဒေသနာကြီးအဆုံးသတ်ပါတယ်ပဋ္ဌာန်းဒေသနာတော်လည်းအဆုံးသတ်လိုက်ပါနတ်ပြမပိသတ်ပေါင်းဂရေဂရာနဲ့ခြိပြီးမှသစ္စာလေးပါးသိမြင်ကြွတန်းဝင်ကြတယ်အခုကမေရောမိနတ်သားလည်းဒေသနာဆုံးတော့သောတာပန်တည်တယ်ဘာတည်သွားဒေသနာပရိယောသနေပိဓမ္မဒေသနာတော်ဤအဆုံး၌မာတာမြင့်မှုတောင်ဥမကကျုတိကျေစုအရှင်ဝေသမီးခင်ဖြစ်ခဲ့တဲ့မေရောတန်တုတ်တိတာနတ်သားသည်သောတာပတိဖလေသောတာပတိဖို့၌ပဋိဋ္ဌာတိကောင်းစွာမသွေတည်တံဆက်ရောက်ခဲ့ပါပေသတည်းတရင်ကျော်လပြေနေမေရောမိနတသောတာပန်တီဝီအမိနိုကိုခြေသွားပြီပိဿကြီးတို့ဘာခြေသွားဒါကြောင့်တရင်ကျော်လပြေနေကိုဘာနေလို့ပြောရင်ကောင်းမလဲဆိုရင်အမိနိုကိုခြေတော်နေလို့ဒီတရားကောင်းစဉ်ပေးလိုက်တာမှတ်မိရလားဘာတရားတဲ့တော့မေရောမိနတကျေးဇူးမေရောမာယာဘဝကဖြစ်လာတဲ့နတ်သားကိုအဘိဓမ္မာကျေးဇူးဆက်ပြေးပြီလို့ဆိုတော့တရားမင်းတဲ့ငါဘုရားလူပြည်ဆင်းမယ်အမိတ်ရှိ
တရားမင်းကအဲ့မှာဝိသကြုံနတ်သားဇောင်းတန်း၃တွယ်ဖန်ဆင်းခိုင်းတောင်းတပဲနဲ့တွေ့တဲ့အလေကဗရမယဇောင်းတန်းလက်ရဘက်ကရွှေဇောင်းတန်းလက်ဝဲဘက်ကငွေဇောင်းတန်းဇောင်းတန်းပဲနဲ့တွေ့တော့အဲ့ဒီဇောင်းတန်းဦးကမြင့်မို့တောင်ထိပ်ဟောဇောင်းတန်းအခြေကကျသင်္ကတ္တမြို့တကားရှေးလမျောလေးဖန်ဆင်းပေးတာဝိသကြုံနတ်သားကမြတ်စွာဘုရားရှင်ကိုရောမြတ်ကအလယ်ဖြစ်တဲ့ဗရမယဇောင်းတန်းမှာဆင်းသက်တော်မူမယ်တဲ့ဇောင်းတန်းဦးမှာရက်တော်မူလိုက်ပါတယ်လက်ရဘက်ရွှေဇောင်းတန်းကနတ်ပိသတိစီတန်းလို့မြတ်စွာဘုရားဆင်းသက်တော်မူတာလိုက်ပို့မယ်လို့တဲ့လက်ဝဲဘက်ငွေဇောင်းတန်းကဗြဟ္မာပိသတိလက်ဝဲဘက်ကဘသူတွေတော့တရားမင်းကြီးကမြတ်စွာဘုရားရှင်ကိုရောမြတ်ဤသပိနဲ့နထသင်္ကန်းကြီးကိုပွေးပိုက်ပြီးတော့ဖယားနောက်တော်မှာကပ္ပိယဖြစ်နေလိုက်ပြီးတော့ပို့ဖို့လေတရားမင်းရဲ့သပိပိုက်လို့ဖယားနောက်ကအဲ့ဒီမှာပိသကြီးတို့ရဲ့ပင်စတိကနတ်သားကဘီလူဝနတ်ဆောင်ကြီးကိုပိုက်လိုက်ရဲ့နတ်တူရိယနတ်သချင်းတွေနဲ့ဒီဆိုတီးမှုတ်ပြီးမှပို့ဆောင်ဖြည်းဖြည်းချင်းခါတယ်နတ်ပိသတဲ့ညာဘက်ကစီတန်းလို့မြတ်စွာဘုရားအလယ်ဖြစ်တဲ့ဗရမယဇောင်းတာညာဘက်ကလည်းပဲငွေအောင်ဆင်းရှိတဲ့ဗျံမာတွေဟာငွေဇောင်းတန်းကနေဒီမှာစီတန်းပြီးမှလိုက်ပါပို့ဆောင်ကြတယ်မာဒလိနတ်သားကနတ်ပြည်မှာရှိတဲ့နတ်ပန်းတွေကိုဘုရားရဲ့ပြီးဝဲရမှာကျဲဖြန့်ပူဇော်လိုက်ပါလာတယ်ပင်စတိခနတ်သားကနတ်ဆောင်တီးလို့မာဒလိနတ်သားကနတ်ပန်းနေကျဲလို့တရားမင်းကြီးကဖရာရဲ့နောက်တော်ဘာကသပိတ်နဲ့သင်္ကန်းပိုက်လို့ကပ္ပိယဖြစ်နေလိုက်လာတာပါမင်းတို့ကျုပ်တို့ဗျာအဲ့ဒါတော့ဘုံကြီးတယ်ဖရာဗျမမင်းကြီးတွေကမြတ်စွာဘုရားရှင်ရဲ့ထက်တော်မှာကနဲ့ကရန်ထီးပြူကြီးတွေမို့လို့သူရမဗျမမင်းကြီးကဝါလဘိဇဏီသာမီယနဲ့ဗုဒ္ဓဘေးမှလိုက်ပါလာတယ်တကုံကုတ်ကမလီဝါရီတလူလူတလွင်လွင်နဲ့တဖြည်းဖြည်းချင်းပိသကြီးရှင်းတက်လာအဲ့ဒီနေ့ကလူပြည်ကဟိုးသင်္ကတ္တမြို့မှာစုဝေးနေကြတဲ့ပိသကြီးကလည်းပဲနတ်တေမြမာတွေကိုမြင်ရတဲ့နတ်တေမြမာတွေကလည်းအဲ့ဒီဖယားတာဝရိန္ဒာဆင်းတာဖိုးဖို့စောင့်နေတဲ့လူတွေကိုမြင်ရတဲ့အပြန်အလှန်မြင်ရတဲ့နေ့တရင်ရောလာပြေနေ့အမိနိုဘိုးခြေတော်နေမြတ်စွာဘုရားမေရောမိနတ္တအာဘိဓမ္မာနဲ့ညို့ပူးကြည်အောင်ဆက်ခဲ့ရတော့အလယ်ဖြစ်တဲ့ပါရမယဇောင်းနာမျက်နှာတော်ပြုံးရှင်လို့ဘသူနိုကိုကြည်ခဲ့လို့တရင်ကျွ၍မြတ်တော်သခင်တို့ရှင်မင်းလီလန်းရှင်မြင့်မြင့်နှလုံးမွေသည်အမိနိုကိုကြည်အောင်ဆက်ခဲ့ရလို့မျက်နှာတော်ပြုံးရှင်လို့ဗရမယဇောင်းနန်းကမြတ်စွာဘုရားရဲ့မျက်နှာတော်မြင်အောင်ဖူးကြတရင်ကျွ၍မြတ်တော်သခင်တို့ရှင်မင်းလီလန်းရှင်မြင့်မြင့်နှလုံးမွေသည်တရင်ကျွ၍ဆော့ဆော့ဖြူထွားကြံမျိုးငါလီကြွားကြွားဝင့်ဝင့်ငွမ်းငွမ်းဝင့်သည်တရင်ကျွလအရာသည်နတ်ပြည်ကနတ်ရေကန်တွေမှာလူပြည်ကရေကန်တိုင်းမှာကြာပြူတွေကြာနီတွေကြာညိုတွေပုံရိပ်ကြာပန်းနေပဒုမကြာပန်းနေကြာမျိုးငါပါတို့ကြွားကြွားဝင်းဝင်းငွမ်းငွမ်းငွင်ငွင်ဆွင့်ပြီးတော့ကားပြီးတော့မှကြာပန်းနေပွင့်နေရသည်တရင်ကျော်လာရသည်ပိသကြီးတို့ပဲရသည်တဲ့တရင်ကျွ၍ဆွတ်ဆွတ်ဖြူထွားကြံမျိုးငန်းလီကြွားကြွားဝင်းဝင်းငွမ်းငွမ်းငွင်သည်တရင်ကျွ၍ဖြတ်ဖြတ်ပြူးပြက်မိပန်းကလေးလက်လက်အသွင်ရောင်မျိုးစင်ကဲသင်္ကတ္တမြို့သူမြို့သားတွေဖျားဖူးဖို့ရောက်လာကြတဲ့အနေနဲ့ရရကပိသတီ
နေဝင်မိုးချုပ်ချိန်မှာဗုဒ္ဓမြတ်စွာဆင်းသက်တော်မူမည်မို့သင်္ကတ္တတစ်မျိုးလုံးထဲလို့ရှိမီရောင်စုံတစ်ဖြတ်ဖြတ်နဲ့ညှိထွန်းပြီးမှပူဇော်တာဘယ်နေ့မှာတော့နတ်ပြည်ကပြန်ဆင်းတဲ့ဘုရားကိုရည်မှန်းပြီးတော့ပူဇော်တာဗျို့စီမီထွန်းတတ်ကြဗလားနောက်နေ့တိုင်းအိမ်တိုင်းတဲ့ညောက်လာပြီးတော့စီမီထွန်းတာပဲသူများထွန်းလို့ထွန်းတာပဲသိတယ်ဘာလို့ထွန်းမှလည်းမသိဘူးဘယ်လိုရည်မှန်းမှလည်းမသိဘူးမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးရဲ့လက်ရပဲရွှေဆောင်နှမနတ်ပိတ္တိတန်းစီလိုက်ပါလာသည်လက်ဝဲပဲငွေဆောင်နှမဗြဟ္မာပိတ္တိလိုက်ပါလာသည်မြတ်စွာဘုရားရှင်ရဲ့နောက်တော်ပမတကြာမင်းကြီးကသပိနဲ့နထသင်္ကန်းကြီးပိုက်၍ကပ္ပိယဖြစ်နေလိုက်ပါလာသည်မြတ်စွာဘုရားရှင်ရဲ့လက်ဝဲဘက်ကပြင်စတိကနတ်သားရဲ့ဘီလူဝနတ်ဆောင်ကြီးတီလို့နတ်တူရိယာနတ်သချင်းနေနဲ့တာယာငိမ့်ညုံကောင်းမြတ်စွာပူဇော်ပြီးတော့ဆင်းသက်လိုက်ပါပို့ဆောင်ခဲ့သည်မြတ်စွာဘုရားရှင်ရဲ့လက်ဝဲဘက်ကနေမာတလိနတ်သားကနတ်ပန်းနေတဖွာဖွာကျဲလို့လိုက်ပါလာသည်မြတ်မင်းကြီးတွေကကနဲ့ကရန်ခြေဖြူရီမိုးလို့တဝန်ကုတ်ကမလေးဝါရီတလူလူတလွင့်လွင့်နတ်တည်းရဲ့ခန္ဓာကိုယ်ကထွက်တဲ့ကိုယ်ရောင်ကိုယ်ဝါရီမြတ်မာရီရဲ့ကိုယ်ကထွက်တဲ့အယောင်အဝါရီအလည်းဖြစ်တဲ့ဗြဟ္မများဆောင်တဲ့မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးရဲ့ခန္ဓာကိုယ်ရောကနီလရောင်ကြီးတော်တွေပိတရောင်ကြီးတော်တွေလောဟိတရောင်ကြီးတော်တွေဩဒတရောင်ကြီးတော်တွေမင်းစိတ်ထရောင်ကြီးတော်ပြူပြူပြက်ပြက်ပပတရရောင်ကြီးတော်ဆိုတဲ့ရောင်ကြီးတော်6သွဲတွေဟာနတ်တိမြမတွေရဲ့ကိုယ်ရောင်ကိုယ်ဝါတွေဖုံးလွှမ်းပြီးမှပြူပြူပြက်ပြက်တလဲလဲကွန်မြူနေတာဘယ်နေ့တော့ဖြည်းဖြည်းချင်းနှိမ့်ဆင်းလာဟောဆောင်နှံချေမှာရှင်သာရိပုတ္တရာဥဆောင်တဲ့တပိယဟန်900အဲ့ဒီနောက်ကမှဖွေးနေတဲ့လူတုပေးတတ်ကြီးကလက်အုပ်ချီလို့ဇောင်းနှံသုံးသွဲနဲ့တင့်တဲ့တပ်ပဲကဆင်းသက်ကြွမြန်တော်မူလာတဲ့မြတ်စွာဘုရားရှင်ရဲ့ရောင်ကြီးတော်တွေဖူးရတာရင်ထဲမှာပီတိတွေပြုတ်လို့တဲ့ပေးတတ်ကြီးဗုဒ္ဓမြတ်စွာအတက်တုံးကလိုပဲရင်မိအစုံတဘိုးကုံကိုထပ်ပြီးပြပါတယ်ပြီးတော့မြတ်စွာဘုရားအရဲ့ရှစ်မျက်နှာအချက်အောက်10မျက်နှာကြည့်လိုက်တော့စัจ java လာပေါင်းများစွာဟင်းလင်းပွင့်သွားတယ်ဒါကြောင့်အဲ့ဒီနေ့ကလူတွေကလည်းနတ်တွေကိုမြင်ရတဲ့နေ့နတ်တွေကလည်းလူတွေကိုမြင်ရတဲ့နေ့ထူးမြတ်တဲ့နေ့ဆိုတော့ဒီလိုသဘောပေါက်ရတယ်မှန်လားဘိသက်ကြီးတို့ဖြည်းဖြည်းချင်းဆင်းသက်လာဒဂန်ဒဂမတွေဟာလေအသက်ရှူဖို့မေ့နေမတတ်ပဲအားကြကြည်နူးနေတာဘုရားမြတ်စွာအဲ့ဒီနေ့ကဖယားကြီးညိုပွဲကောင်းလွန်းလို့တဲ့ဘိသက်ကြီးဖယားစုမပန်တဲ့သူမရှိဘူးလို့စာကပြောအဲ့မဖြည်းဖြည်းချင်းဆင်းသက်လာတာဇောင်းနှံအခြေရောက်လာတော့တရားတော်ရရှင်သာရိပုတ္တရာသူတပိယဟန်900နဲ့တကွကိုဝုကိုလည်းကရောစံပဲတင်ပြီးမှမမိတ်သောမျက်စိနဲ့ဗုဒ္ဓမျက်နှာတော်မော်ဖူး၍လျှောက်ထားတာကနာမေဒိဋ္ဌောဤတောဘုဗေနာတုတောဥဒကတစီဧဝံဝကုဝရောတထာတုတိတာခဏိမာကတောတုတိတာမေရောစံယတုတိတာနပြေမခဏိလူအပေါင်းတို့ခံညောင်းစုံကြီးဤလူပြည်သို့အာဂတောရွှေဆောင်နှံငွေဆောင်နှံဗြဟ္မဆောင်နှံဆိုတဲ့ဆောင်နှံသုံးသွဲမှာနတ်ဗျမပိတ္တိချမ်းရကဆင်းသက်ကြွမြန်တော်မူလာပါသောဝေကိုဝတောကရဝိငယ်မင်းမြမမင်းတို့၏အတန်နှင့်တူစွာတာယာငြိမ်ညောင်းကောင်းမြတ်သောအတန်တော်ဖြင့်ကောင်းမြတ်သောတရားစကားကိုလည်းဟောကြားပြသဆုံးမတော်မူရပါသောတထလုံနဗျမတ္တဝရဝိဆယတစုဖြစ်တော်မူတဲ့ဘုရားရှင်ကိုယ်တော်မြတ်ကြီးကိုဤတို့ဤနေမှပုပ္ပေရှိခင်တုန်းကမေမယဘုရားတပည့်တော်သာရိပုတ္တရာသည်နာဒိဋ္ဌောဤ၍ဤမြတ်တင်းတဲလွန်နဲ့တပ်ပယ်လွန်နဲ့
ကြည်ညိုဝဲကောင်းလွန်းတဲ့ဆိုရဖယားတပည့်တော်တစ်ကြိမ်တစ်ခါမှမဖူးမမြင်ခဲ့ရဘူးပါမြတ်စွာဘုရားဥရတော်မတဘာကတ္တစေတစုံလူဥသောပုဂ္ဂိုလ်တန်တိကာဓမ္မနတုတော်ဤ၍ဤမြတ်တင်တယ်လုံးနဲ့တပ်ပဲလုံးနဲ့ကြည်ညိုဝဲကောင်းလွန်းတဲ့ဆိုရဖယားတပည့်တော်ကြားလည်းမကြားဘူးခဲ့ပါမြတ်စွာဘုရားဗန္ဒီဘုံတော်နေဝန်ထိန်တွန်းပါဝင်းတရားမင်းဖြစ်တော်မူပါသောမြတ်စွာဘုရားဧဇာတိနေဆိုရင်ဒေဝပိနတ်မြမာတို့သည်၎င်းမနုဿာပိလူတို့သည်၎င်းတုံမကံရှင်တော်မြတ်ဘုရားတို့ကိုပြီးဟယံတိနှလုံးသားတွေကချစ်မြတ်လို့၍နေကြပါကုန်၏မြတ်စွာဘုရားပတ္ထင်တိရှင်တော်မြတ်ဘုရားတို့ကိုကြည်ညိုအားကြလွန်လို့ဘုရားအဖြစ်ကိုပင်တောင်းတပန်ဆင်း၍နေကြပါကုန်၏မြတ်စွာဘုရားဣတိဧတုထေရောဉာဏ်ပညာကြီးတဲ့ရှင်သာရိပုတ္တရာမထေရမြတ်သည်ဘဂဝန္တံဘုံတော်၆ပါးသခင်ဘုရားရှင်ကိုအဝဇ္ဇရွှေနာတော်ကြအောင်လျောက်ထားလိုက်ပါပေသတည်းဘုံတော်နေဝန်ထိန်ထွန်းပါဝင်တရားမင်းဖြစ်တော်မူပါသောမြတ်စွာဘုရားတာဝရိန္ဒာနတ်ပြည်မမေရောမိနတ္တအားအဘိဓမ္မာတရားဒေသနာနဲ့ကျေးဇူးတွေနှုတ်ဘိုးတွေကြည်အောင်ဆက်ခဲ့ပြီးတဲ့နောက်ဟောဒီလိုရွှေဆောင်နှံငွေဆောင်နှံဗရမ ्या ဆောင်နှံဆိုတဲ့ဆောင်နှံသုံးတွေမှာနတ်မြမပိသတိချမ်းရံကတကူတော်ယုံကြည်တော်တွေတလက်လက်ကုန်မြုပ်ပြီးတော့ကြွားမြန်းဆင်းသက်တော်မူလာတဲ့မြတ်စွာဘုရားဖရာတပည့်တော်ဒီနေ့ကဟိုရှိရခင်တကြိမ်တစ်ခါမှဒီလောက်မြတ်စွာဘုရားကြည်ညိုဝဲကောင်းလွန်တာမဖူးမတွေ့ခဲ့ရဘူးပါမြတ်စွာဘုရားကြောက်တောင်မကြဘူးဖရာလို့ဝမ်းသာလွန်းလို့ပီတိဖြစ်လွန်းလို့ရှင်သာရိပုတ္တရာကလက်အုပ်ချီပြီးတော့ဘုရားကိုလျှောက်ထားပါတယ်ဒီနေ့ဆိုရင်ဘုရားကြည်ညိုစရာကောင်းလွန်းလို့အားကြပြီးတော့ဘုရားစုပန်တဲ့သူတွေကြီးပဲဘုရားလို့အဲ့မှာလျှောက်ထားတော့မှဘုရားမြတ်စွာကယေဇာနပတုဒ္ဓဒေရနိခံမုပသမေရတာဒေဝပိတေသံပိဟယံဒီသံဗုဒ္ဓနာတတိမတံဇာနပတုဒ္ဓရမဏုပဇံလက္ခဏုပဇံဆိုတဲ့ဇာနပါမှာလေးကျက်တော်မူပြီးကုန်သောယေတိရတရားမြင်သိခြင်းပညာရှိဖြစ်တော်မူတဲ့ဘုရားရှင်ကိုယ်တော်မြတ်တို့မြည်သည်နေခံမူပသမေကိလေသာတို့မှထွက်မြောင်ရာဖြစ်တဲ့နိဗ္ဗာန်အငြိမ့်ဓာတ်ကြီးနဲ့ရတ္တမွေလျော်ပျော်ပိုက်တော်မူကြပါပေကုန်၏တတိမတံတတိရှိတော်မူကြကုန်သောတေတံတံဗုဒ္ဓနာတုညိယတံတရားပိုင်းခြားသိမြင်ဘုရားရှင်ကိုယ်တော်မြတ်ကြီးတို့အားဒေဝပိနတ်မြမာတို့သည်၎င်းမနုဿာစလူသားတို့သည်၎င်းပိဟယံတိချစ်မြတ်နိုးယိုထုံးစံရှိကြပါပေကုန်တယ်လို့တထာဏလောရောဆရာဘုရားရှင်သည်ကထတိရွှေနှုတ်တော်လေးဖွင့်၍ကျူးခြင်းဟောကြားတော်မူလိုက်ပါပေတည်းအဲ့ဒီခါရလည်းဘုရားဟောလိုက်ပေါ်မြတ်ပြစွာသောလူတုပိတ္တသစ္စာလေးပါးသိမြဲကြွတန်းဝင်ကြတယ်တဲ့ခုနရှင်သာရိပုတ္တရာရဲ့တပည့်ယဟန်900အဘိဓမ္မာဆောင်ကိုရိုတွေအကုန်လုံးဟာယဟန္တာဖြစ်ကြတယ်ဘာတွေဖြစ်ကုန်မေရောမိနတသောတာပန်တိရာမို့အမိနိုဘိုခြေသောနေဆိုတာသတင်းကြိုလာပြီနေဟုတ်ပလားတို့ကြားနေရတော့အယက်သမားတွေရောင်းလို့မလောက်တဲ့နေအယက်ဆိုင်တွေရောင်းမလောက်တဲ့နေဟုတ်မလားကဲအယက်သမားတွေမူလွန်ယူလွန်တဲ့နေဆိုင်ကဲတိုက်တဲ့နေသွေးတွက်တန်ယိုဖြစ်တဲ့နေဒုနေမြတ်ကိုဖြစ်စည်းပြစ်နေတာလူမျိုးကြဘာသာကြလားကိုယ်ဘာသာဝင်နေလားဆိုတာစဉ်းစားကြပါဟုတ်ပလားပြည်သက်ကြီးဒါကြောင့်သတင်းကြိုလာပြီရောက်တဲ့အခါမှာကျတို့ဆရာတော်ဆိုလို့ရှိရင်အဲ့လိုနေတယ်ဆိုတရားဟောကိုလက်ကုန်ခံအားလုံးစူးညံဓမ္မတပင်ပွဲမှာမတိအနန္တကပ်ပြီးပြောက်ဖောက်တာရှိသေးကြဒါဟာဗုဒ္ဓဘာသာယဉ်ကျေးမှုလို့ပြောလို့ရမလားကဲအမိနိုကိုခြေသောနေ့ပိဿကျတို့ပြီးပါပြီနောက်တော့သတင်းကြိုလာပြီနေ့တွေရောက်တဲ့အခါပူဇော်တတ်ကြပါစေဒီ
ဒီဖယားအိမ်ပင့်ပြီးလို့ရှိရင်လည်းပရိသတ်ကြီးတို့ရဲ့အဲ့ဒါပြည့်မထားကြနဲ့ဒီတကူဂုံတွေအာယုံပြုတ်ပြီးစွမ်းတော်ပန်းတော်ရေချမ်းတော်ကကုသိုလ်မပွားဘူးလားကံ